လက်ရှိပြသနေတဲ့စာရေးသူရှင်မရဲ့သစ္စာပြန်သာစီရင်စေဆိုတဲ့ဇာတ်လမ်းလေးရဲ့စက်သိမ်းပိုင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့ဆက်ရှိတဲ့နေကြသူတွေအတွက်နားဆင်နိုင်ဖို့ရွေတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ခင်စားနားဆင်ရင်လည်းအားပေးကြပါအောင်ရှင်။ဒီ channel ကို like and subscribe နဲ့အားပေးပါအောင်နော်။ဒီဇာတ်လမ်းလေးမှာတော့မိသားနဲ့မိသမီးလေးကဘယ်လိုတွေဆက်ပြကြမလဲဆိုတာကိုပြည်သက်ကြီးတို့ကစောင့်ကြည့်ပေးပါအောင်နော်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ခင်စားနားဆင်အားပေးကြပါအောင်နော်။တော့ကျဲတတိချမီလေးကတူစားနဲ့ဦးစားဝင်လာကြတယ်။ထုတ်အလောင်းထုတ်ပဲ။ဒေါ်မီမီပြာရခက်သွားတယ်။အိုးဘယ်နေအလောင်းကိုအသေးချိုက်ပို့ထားရမှာလေ။မနေ့ကမှဆုံးတာချက်ချင်း။ဒေါ်တက်ပိုင်းကမကျင်တဲ့ချက်ချင်းပူမှာဖြစ်မှာပေါ့တဲ့။ तू ကနာတာရှိဖြစ်ထားတာချက်ချင်းပုတ်ပွားလာမှတေးပြီးမှဘာထူးမှမို့လို့လေ။မထူးတာဝင်သိရလေ။ဒါပေမဲ့ခလေးလေးမလာသေးဘူးမဟုတ်လား။အကိုကြီးပိုင်စုကိုအကြောင်းကြားထားပြီးပြီလား။ဒေါ်မီမီနဲ့ဦးသက်ချက်ပိုင်းတယောက်မျက်နှာတယောက်ကြည့်လိုက်မိပါတယ်။ဒေါ်မီမီမျက်နှာတွေကမလန်မကန့်စီမှရှိနေတဲ့မသူစားစေဖြက်ခဏရောက်ကဟဲ့ခုနကရမနဲ့တွေ့လား။တွေ့ပါတယ်။ဂျမမေမပြောလိုက်ရပါဘူး။ तू မသိတော့ဘူးထင်ပါတယ်။ဘလို့ဒေါ်သက်ပိုင်းကတန်းရတော့ပိုင်စုနဲ့တွေ့ပြီးမပြောလိုက်ရဘူး။ဘာဖြစ်လို့လဲ။ဒေါ်မီမီကချောင်းဝင်ကဖုန်းလိုက်ကြသွားလို့ဟမ်ထက်စိအော်ရပြန်နေကိုလီယိုနဲ့ဒီနောက်ဆက်တာဖုန်းလိုက်ကြတယ်အဲ့မကြီးအေးကီကီတော့ကြတော့မတူစားတမီးစီဖုန်းဆက်ခဏဆောင်ပြီးတော့အလောင်းတွေကိုလောက်ရမယ်ကားကစောင့်နေပြီတော်ပြောနေစေအငါကားလေးတစ်စီးခြံလေးကိုဝင်လာတယ်အားလုံးဟန်ကြည့်နေမိပါတယ်နောက်ခန်းဒီကရှင်မဖြက်ခဏခုံချကကားခပြေးရှင်ပြီးတော့အိမ်ပေါ်အတင်းပြေးတက်လာတယ်အိမ်ရှိမှာကားတွေတန်းစီလေးရအလောင်းတင်နေကားကြီးကကြက်တည်းမြင့်စွာကျွနေကလေးကရှင်မမျက်ရည်တွေတုံကျလာခဲ့ပါတယ်ဒီနေ့ရှင်မဒီနေ့အလောင်းသားကြီးပြေးဝင်သွားပြီးမှမြင်ရတဲ့မြင်ကွင်းကြောင့်ရေထဲမှာဆွတ်တက်သွားကငုံဆိုင်ကြည့်ရင်တောက်လေးရက်နေမိတယ်ဒူးတွေတစ်ဖြည်းဖြည်းညှို့ကြကဒီနေ့ဘေးမှာဒူးထောက်လေးရလေးထိုင်ချလိုက်ပါတယ်ငွေချီတို့စာပွားပါလေးနဲ့အုပ်ထားတဲ့ဒီနေ့မျက်နှာကိုလှမ်းမကြည့်ရပဲဒီအတိုင်းစိုက်ကြည့်နေရင်မျက်ရည်တို့ကအဆက်မပြတ်ကြလာတယ်သမီးနဲ့တကောနှစ်ယောက်လာခဲ့ဆိုဒီမီသမီးလာတဲ့အထိဘာလို့မဆောင်ရတာလဲဒီမီရဲ့ဒီမီဖြစ်စေချင်တာအားလုံးသမီးလောက်တော့မေးဆိုမှသမီးငိုလိုက်လေသမီးရဲ့ငိုလိုက်ပါဒေါ်တက်ပိုင်းဒီမကိုပြေးဖက်ပြီးတော့သူပါလှုပ်ငိုတယ်ဘာထူးတော့လေဒီအမပေါ်သူရောတောင်ပေါ်ကြေခဲ့လို့လားတေးပြီးဆိုတော့မှထမင်းလေးခွန်ကျွေးပြရစေဆိုလေတော်လေသူကထားစားနိုင်တော့မှမဟုတ်လဲလေတွေးလျှောက်ကြရအောင်ခေါ်လေသူခမမလိုက်နိုင်တော့ပါဒေါ်တက်ပိုင်းဖြစ်လို့မရတိုင်းငိုနေမိသေးတာရှင်မမဖွင့်ရတဲ့ပဝါစာကိုဒေါ်တက်ပိုင်းကအသာဆွေးဖွင့်ကကြည့်ပါဦးသမီးရဲ့အဲ့နေတဲ့အတိုင်းပဲရှင်မဒီမီရဲ့အေးဆက်နေတဲ့လက်ပွားလေးကိုဆောက်ခိုင်းပြီးတော့အန်ကျင်းလိုက်တယ်ပြီးတော့ခက်ဖြည်းဖြည်းချကမျက်ရည်တက်လိုက်တယ်ဒီမီဘာဖြစ်လို့ဆုံးသွားတာလေးဒီဦးသက်ချက်ပိုင်းမျက်နှာကြီးညင်ညလေးရခေါင်းခနေတယ်။ဂျယ်ရီမသိပါဘူးတမီးရဲ့သူအိတ်နေရဲ့ဆုံးရှာတာတဲ့။မဖြစ်နိုင်ဘူး။ဒေါ်မီမီကိုကြီးကစက်ကနေတုံသွားတယ်။မတ်သူရှင်မခေါ်လိုက်ရင်မတ်သူကချက်ချင်းရောက်လာတယ်။မတ်သူဒီမီနဲ့အတူရှိနေတယ်မဟုတ်လားယင်။ဒီမီအဲ့ဒီလိုတည်သွားလာအောင်ရောဂါဖြစ်နေလို့လား။ရှင်မမေးတော့ကတော့ကောင်းပါလေ။ဟိုညကမတ်သူဒီမီနဲ့အတူရှိနေသလား။ရှိပါတယ်။ဒီအချိန်ထိလေ9နိုင်ခွေတဲ့အထိမတ်သူနှိပ်ပေးနေပါသေးတယ်။အဲ့ဒီအချိန်ထိတီမေဘလို့နေလေ။ဘာမှဖြစ်ပါဘူးခါတိုင်းလိုပါပဲ။ရမမီးနေတဲ့များကိုအင်ကားတွေရောအပြင်ကလူတွေပါအစားအစာများလာကဝိုင်းကြည့်နေကြတယ်။တီမေကိုမတ်သူအိတ်ခါနေဘာဆေးကြိုက်လဲ။စားစရာဘာကြွေးလဲ။စေနိုင်ထိုးကနေမှသူအိတ်တော့မဲဆိုလို့ခါတိုင်းလိုပဲအာစင်နဲ့နွားနိုးတက်လိုက်ပါတယ်။သမီးဦးတက်ချက်ပိုင်းမျက်နှာကြီးတင်းမာနေတယ်။ဒါအတူပါရင်သမီးရဲ့တရားခွင်မှတ်နေသလား။ရောဂါတွေတည်သွားတာကိုသမီးကမသိခါတယ်လို့ဆစ်လာနဲ့အိမ်သားတွေကိုတက်တက်စော်ကားနေရလား။မဟုတ်ဘူးတဲ့။သမီးမေးတဲ့လို့မေးနေတာ။ဘယ်သူမှလည်းဥပမဟုတ်ဘူး။ဒီမေဟာဖွေးချင်းတဲ့နေရာတွေဒုက္ခိကြပေမဲ့ရောဂါတွေကြီးမှမဟုတ်ပဲ။ရုံတရက်တည်သွားခဲ့တာဘာကြောင့်လဲဆိုတာသမီးတရားမှဖြစ်မယ်။အဲ့ဒါကအလုံးမဟုတ်တာသမီးမဥပတ်ဘူးဆိုပြီးတန်တရားရှိနေတာကစော်ကားနေတာဘ
သူတို့အခြေတင်ဖြစ်နေကြစေအနဲ့အောင်ကားလေးတစ်စီးထိုးရလာတယ်တိုက်ပေါ်မှာဖြစ်နေသမျှအခြေအနေအလုံးကိုလှည့်ကြည့်ုံနဲ့တကောသဘောပေါက်သွားတယ်တကောကိုမြင်လျင်ဒေါ်မီမီမဆားရတဲ့အမေကိုမြင်သလိုမျက်လုံးတွေကမီဝေဝင်တောက်သွားတယ်တကောကကားတော့ကိုအောင်းပြီးအိတ်ထိထိုးထိကရမဘေးနာတီရှောက်ဝင်လာကအလောင်းကိုငုံကြည့်တယ်ကဲအခုသမီးကြည်ပြီးမဟုတ်လားအလောင်းကိုသေးဖို့လို့မသေးနဲ့တယ်ရမတီးမဲ့အလောင်းကိုဆေးရုံကိုသေးမှာဘာပြောလဲဦးတက်ချက်ပိုင်းအတန်ကြီးကြီးထွက်သွားသလိုဒေါ်မီမီအင်ဒရီမဆောင်နိုင်တော့ပဲရှေ့ကြလာတယ်သူ့ဘေးမှာမမူတွင်ကကပ်ပါလာ၍ညီရကိုဘာကြီးမှနေလဲရမအန်တီမေကိုညီရအထော်တော်သလိုငါတို့လည်းအထော်တော်တာပဲညီပြောခွင့်ရှိသလိုငါတို့လည်းပြောခွင့်ရှိတယ်မိတို့ကပါစက်ပိတ်ခိုင်းနေလို့လေငါကတော့လှုပ်ရှားရှိတာလုပ်ရမှာပဲဂျယ်ဒီသမီးတီးမဲ့အလောင်းကိုတည်သွားမယ်မတည်ရအောင်ဦးတက်ချက်ပိုင်းခွင့်မပြုပါဒေါ်မီမီကပါခါခါတီတီလက်တီဆုပ်လျက်ညီဒီအလောင်းကိုဘယ်သူမှတည်ခွင့်မရှိဘူးထီရင်ထီကြည့်ဘာလို့မထီရမှာလဲကျမတို့တဲ့နံကိုလှုပ်တာဘယ်သူမှခရီးမဆိုင်ဘူးမမူတွင်ကရမဘေးမှာရက်နေတယ်တကုံကိုလှမ်းကြည့်တာညီကအာကုနဲ့ကျင်းနေရလားရမတခင်အာကုနဲ့ကြိုက်ကြည့်ခွေးကိုဘာကဲအောင်အင်းမျိုးတဲ့ကြရတယ်ဒေါ်တာတို့ပါစုပြုံပွင့်ထားလျက်ရမအရှာသေးစွာတားလှေးပြီးတော့ရိုက်ချလိုက်တယ်လီလီတွင်ပုံပြက်ပန်းပြက်ပုံကျသွားတယ်ညီထရစ်ဆာမဒေါ်မီမီရှေ့ပြေးကြလာတော့ရမရှိမတကောင်ကဝင်ရလိုက်ပြီးတော့အလောင်းရဲ့ဘေးမှာသူတပြန်ကိုတပြန်ဖြစ်နေကြတာမကောင်းပါဘူးအန်တီသူတို့ကိုချိန်ချပေးပါတကောင်ကတစ်ဆက်တည်းသူ့တက်ချက်ပိုင်းကိုပါလှည့်ပြောတယ်ဒိုစိန်ဒေါ်တက်တက်ပိုင်းကရမဘေးနောက်ပြေးကပ်သွားတာအန်တီတက်ကိုပြောပါဦးသမီးမတင်ခါစရာတွေ့လို့လားယင်သမီးမမေရအောင်ပါဘာမတင်ခါစရာတွေ့လို့လဲပြောပါဦးသမီးရဲ့တီတက်သမီးရမဒေါ်တက်တက်ပိုင်းကိုဖတ်ပြီးတော့ငိုတယ်သမီးသိတယ်တီမေတေးချိန်မတန်ပြေးတည်တာတီမမတည်တဲ့သေးဘူးဘာကြောင့်မေးသေးဒီကိစ္စသမီးတရားမှာဖြစ်မယ်သမီးစီရမှာဖြစ်မှာသမီးမဖွေရတဲ့ကိစ္စကိုဘာဖြစ်လို့ထက်ပြောနေရလဲဟုတ်ပါတယ်သမီးရဲ့သမီးချင်တာတခုတည်းနဲ့အားလုံးတိတ်ခါကြကောင်မလုပ်ပါနဲ့ကွယ်နော်တော်တက်ပိုင်းကလေးတောင်းပန်နေဒါပေမဲ့ရမကကောင်းမာနဲ့ညီးနေစိကျွန်တော်တခုပြောပြရစေလူတွေကိုရေခွေးအောင်ပေါ်တာတိတ်ခါကြဖို့မလိုဘူးလို့ထင်ပါတယ်အားလုံးအခုမြင်နေတဲ့အခြေအနေကြောင့်ပတ်ဝန်းကျင်ကဒုလုံးတွေတွေးကြမှာပဲဒီတော့ဒီကိစ္စအားလုံးရှင်းသွားအောင်သူလေးကျင်တဲ့သွားအောင်စေအောင်ကိုတည်တော်ခင်ပြုကြပါဟုတ်ပါတယ်ကောင်းမလေးဆန္ဒရှိတယ်လို့လုပ်ပေးလိုက်ပါအဲ့ဒါမှန်ပါတယ်အနီးနားပတ်ဝန်းကျင်ကလူတွေကလည်းဝိုင်းပြောလာကြတာမို့လို့သူ့တက်ချက်ပိုင်းလက်လျှော့လိုက်ရပါတယ်ဂျော်မီမီမျက်လုံးကရှမဘက်ကဝင်ပြောသွားပြီးတခုကိုပြာချမတဲ့ကြည့်လျက်ဒါလူဗေဒဌာနကထွက်လာတဲ့ရက်ဆက်ကိုရှမစိတ်စောစွာထုတ်ကြည့်လိုက်မိတယ်ဟင်ထင်းတဲ့အတိုင်းပါပဲလားဒီမဲ့အစာရံတွင်မှာရှိနေတော့အစာတွေဒီကအစိတ်တွေရှမတောက်တက်ချက်ခေါက်ရရီကြုံပြရခြင်းများပြည့်ရှံကဟိခနေငိုချလိုက်မိပါတယ်ကာနစီနာမှာအတီးတီးရဲ့နေကြတဲ့ဥတထပိုင်းနဲ့တကောင်သမီးရဲ့လောက်ရဲ့ရမ်းပြမှုကိုလည်းညှို့ထုတ်ကပြပြနေနေပြောရမျက်မှောက်ကုပ်ပြီးတော့စောင့်နေကြတဲ့ဥတထပိုင်းရမမူရရီပြက်ကဟိခနေငိုချလိုက်တာကိုမြင်လျင်ကိုလုံးကြီးစက်ကနေတုံသွားတယ်တကောင်မျက်မှောက်ကုပ်သွားကရမအနာလျှောက်လာတယ်စိတ်ကိုထိရရမှာဌာနရှိမှာလူတွေကြည့်ကုန်ကြပြီခေါ်ရမတဲ့ကိုမကြီးခေါ်လိုက်ပုံလေးကထွေပွေနှစ်သိမ့်ပြစ်ချင်းစပွေတကယ်ခုကူရမေးသွားတယ်ခလင်းကြီးလေးလို့တကောရမလက်ထဲကစားရွက်ကိုယူပြီးတော့ရက်ဆက်ကိုဖတ်လိုက်တယ်သူတို့လားကိုဥတက်ချက်ပိုင်းမရေကြီးရဲ့ပုံစံနဲ့ရှောက်လာပုံကခြောက်ချားနေတယ်လို့ဂျယ်ရီရမခေါ်တဲ့ကကြေကွေးတံမကင်းပေမဲ့မာချန်နေတယ်ဂျယ်ရီမင်းမဘက်ကဒီချက်တီနဲ့ကောက်ပေးပြီးတော့အခုချိန်ကစားပြီးဒီလုံးကြံမှုကိုတမီဖြစ်တာနဲ့တမီရအောင်ဖော်ထုတ်မယ်တမီဂျယ်ရီပြောပြစီဟုတ်ဒီကိစ္စမပြောရတော့ဂျယ်ရီတီမီကိုတဲအောင်တက်တာသမီးတီတိုင်းကြည့်မနေနိုင်ပါဘူးဒါလူမဆန်တာရစ်ဆက်တာတီမီကိုဘာညိုးနဲ့တော့ရစ်ဆက်ရတာလေရမပြောရင်ငိုရှိုက်ကတကုန်းစီကိုပြေးသွားတယ်သူ့တက်ချက်ပိုင်းအင်ဒရီမဆောင်နိုင်ပြီးဦးရဖာရပြေးလိုက်လာကသမီးစဉ်းစားပါဦးကွယ်ဒီမျက်နှာကိုလည်းပြန်ခဲ့ပါဦးဒီကိစ္စကြီးကအင်မတန်မဖွေရတဲ့ကိစ္စကြီးပါဒါကိုသမီးဖွင့်ချလိုက်ရင်ပြပြနဲ့တော့ဘယ်လိုထားရမလဲရမကနီးနီးမှတွေ့ဝေမသွားပါဥ
သူ့တက်ချက်ပိုင်းကန်ထားတဲ့ကားတကားကိုစိတ်ပိတ်ပြစ်လိုက်ကအဲ့ဒါဒီကြိုးစစ်စားထားလိုက်ပါရှင်မကတော့သူ့လုပ်တဲ့အပြည့်အတိုင်းသူကြခံရအောင်မဖြစ်မနေစူးစမ်းရမှာပဲတကောတားဖားကြမှာစိတ်မသက်သာစွာနဲ့ကားပေါ်ကျလိုက်တယ်မောင်တကောကားဆဲဖွင့်လိုက်ရင်သူ့တက်ချက်ပိုင်းကတကောဘက်ကိုပြန်ပြေးလာပြန်နေမောင်တကောသမီးကိုနားချပါအောင်ကွယ်နောက်ဆုံးနားချလို့မရရင်တော့ချက်ချင်းအမှုမဖွင့်ဖြစ်အောင်ဆွေးထားပေးပါတကောဘာပြောရမှန်းမသိရမမျက်နှာကတင်းတင်းနေပါတယ်ရင်ထဲမှာခြေကွဲလို့မဆုံးဒီအိမ်မှာတရောက်ကြုံဝေးတဲ့မိမနောက်ဆုံးကိုညီမအရင်ခောက်ကိုတက်ပြေးခဲ့တဲ့မိမဒါကိုဒီအခုချိန်ဒီကောက်ပဲဖို့ကြိုးစားနေစိငိုလေးကိုရန်လေးတွေ့နေတဲ့ဒေါ်မိမိကိုဥတက်ချက်ပိုင်းစိတ်ပြည့်ညှဉ်းညူစွာကြည့်လိုက်မိပါတယ်မင်းဟာတတော်ရက်စက်တဲ့မိမမင်းအကြတွေအားလုံးဟာစီးဆိုင်ကလွှဲပြီးမင်းဘာမှမမြင်ဘူးလူတယောက်ရဲ့အသက်တစ်ချောင်းကိုငါလိုယောက်ျားရင်းမာကြီးတယောက်ကတောင်မှမကြံစီရဘူးမင်းကိုကြီးလည်းရောက်လုပ်ခဲ့တယ်ပြီးတော့မင်းဟာတက်ကိုတိခတ်တဲ့မိန်းကလေးဒါအောင်မင်းရှင်မင်းတို့ကြီးဖိဟောက်မနေပါနဲ့ရှင်ကပြောတဲ့စကားလုံးတွေကရောခံချင်စရာရှိသလားပြီးတော့ဒေါ်မိမိလေးတန်းချက်ချင်းပြောကြသွားတယ်မိတို့မေးထားတဲ့သမီးတွေမှာဘာမှအကူစရာမရှိတော့ဘူးဆိုတာအကူကြီးသိပါတယ်အကူကြီးရဲ့ဒီထဲမှာသူကတကောနဲ့ရမကိုနီးစပ်အောင်ဖန်တီးပေးလိုက်တယ်လက်ချက်ပြီးတော့သူ့အမေတွေကိုပါပေးအောင်မေးတဲ့အဲ့ဒါသူစိတ်နဲ့သူ့ကိုပဲအခုလို့မင်းဖန်တီးတော့ရောမင်းရလာသလားရမရသူ့အမေမုန်းနေအေးလေးနဲ့ပါဝါပြသွားတာကိုလုံးဝမခံနိုင်ဘူးတကောနဲ့မူလေးခဲ့တာဒီမှာနဲ့တင်ပြီးတော့မှမဟုတ်ဘူးအကူကြီးရဲ့သိလားမိတို့စူးစမ်းကြံစည်ခဲ့တဲ့ညသူကတကောကိုဖိချပြောနေတာမိနာနဲ့ကြားရတာကြောက်ရဲဘလို့ရှက်ဖို့ကောင်းတယ်လေကျော်မီဥတက်ချပါရဲ့အင်းကြီးလက်မောင်းစားနှစ်ဖက်ကိုဆုပ်ဆွေးတာကလေးတွေရဲ့မိရဲ့နေရာမှာအကူကြီးဝင်ပြီးတော့စာနာပေးစမ်းပါငါညီမကိုတက်တဲ့တရခက်တယောက်အနေနဲ့မကြည့်ပဲငါသမီးတွေအတွက်သူ့မအေးစူးစမ်းရှာတာပါလားလို့မြင်ကြည့်စမ်းပါမိဖသလားကိုဟင်မိဒီမှာခွေးတကောင်လို့မပီနေကြရတာပဲရှိတာပါမိမနမေစုကြီးကြံခဲ့တာပဲအဖက်ကျန်တာပါအကူကြီးရဲ့နောက်ဆုံးတော့မိရှိမှကြံခဲ့တာတွေကအယိုးအရေးတွေကြီးပါဒေါ်မီယူမတဲ့ခံစားနေရတာကိုတီးရလျက်တစ်ဖက်ကလည်းညီမတယောက်လုံးကိုလှုပ်ကြမ်းချားရီဆိုတဲ့အတီကိုဖြောက်လို့မရနိုင်တဲ့ဥသက်ချက်ပိုင်းအန်ကျိတ်နေမိဒီမှလေးပြီးတော့ဘသူကိုဘလို့ပေါက်ကွေးရမှန်းမသိအကူကြီးဒေါ်မီလက်တွေတုံလေးရှာတယ်မီအဖက်မခံပြရစင်းနဲ့နော်အကူကြီးရဲ့ဒီကိစ္စကိုကိုကြီးသမီးနဲ့အကူကြီးရအောင်ဆွေးနွေးပေးပါနော်မိတောင်းမှပါတယ်မရတော့ဘူးကွာမင်းကြောင့်လည်းအစလေးကမသိခဲ့ဘူးလားမတွေးမိဘူးလားသူများကိုတက်ရင်ကိုယ့်ကိုတက်မှာပဲဥပဒေကိုဘယ်တော့မှဟဲ့စားလို့မရဘူးမင်းမို့ကွာချက်ပြီးအပြစ်တင်နေရနဲ့ပဲမိအဖြစ်ကပျောက်သွားမှာလားမိကိုအကူကြီးကိုယ်တိုင်ကညီမကိုတက်တယ်ဆိုပြီးခြောင်နေပို့ချင်နေရလားစိတ်တော့ကောင်းလိုက်မှာမလားမိရေမင်းတွေးကြည့်စမ်းပါဒီပေမဲ့မင်းကိုထောင်ထဲပို့ရလောက်အောင်ငါမပြတ်သားပါအောင်ဒါဆိုရင်အကိုကြီးရေမင်းကိုထောင်ထဲပို့မှာကငါမဟုတ်ဘူးဒီကိစ္စကိုငါမှဖန်တီးခွင့်ဘာမှမရှိဘူးရှင်မအကိုကြီးသမီးပဲသူအကိုကြီးအတွက်ဆိုရင်အဆအဆရလာရောက်ပြတတ်ပါတယ်အကိုကြီးရေအကိုကြီးစူးစမ်းပေးပါဦးမိအဖက်ခရမှာကြောက်တာထက်မိထောင်လေးကိုရောက်သွားရင်မိရဲ့သမီးတွေနမေပြတိတ်ခါလေးကြပြီးတော့ခွေးဖြစ်ကောင်ကြမှာပေါ့အဲ့ဒါအကိုကြီးသမီးတွေပါအကိုကြီးရေအဖေတယောက်နေနဲ့အကိုကြီးမကောက်ွေးတော့ဘူးလားယင်သူတက်ချက်ပိုင်းဘာပြောလို့ဘာလို့ရမှန်းမသိတော့ပဲတောင်းကြီးဖြစ်နေပါတယ်တကယ်ဆိုမိလုပ်ခဲ့တာသူ့ဟာသူပြီးသားမိသူစားကျုံခဲ့တာအလားကိုအင်္ဂါမထုတ်ဖြစ်ပြီးရမရောက်လာပြီးတော့ပြဿနာတက်ရတယ်လို့ဒေါ်မီတွေးနေမိပါတယ်ရမအမေရှော့တွဲလာကြည့်လားမင်းရလားမိတကြောဆက်သေးရောက်သွားတာတော့မှသူမတင်ခိုင်းရင်အဲ့ဒီပြာတီလိုက်ပြဿနာရှာမှာပဲအေးလေဒီလိုရှော့တွဲခဲ့လို့လေမင်းအခုလိုကျူးလွန်ဝင်တာပေါ့ဥပဒေရှိတဲ့နေရာမှာလူတစ်ယောက်ကိုမကျင်တဲ့တိုင်တက်လို့ရနေမင်းသူများကိုမတက်ခင်မင်းတို့သူများကလာတက်သွားမှာပေါ့မင်းမုန်းတဲ့သူရှိသလိုမင်းတို့မုန်းတဲ့သူလေးရှိမှာပဲမဟုတ်ဘူးလားဒီစိမ့်တွေ့တိုင်းတဖြည်းဖြည်းပြေးပေါက်ကျင်းလာတယ်လို့ခန်းစားရရင်ဒေါ်မီခြောက်ချလာတယ်မင်းမခံနိုင်မင်းအဖမခံနိုင်တော့ကိုကြီးသမီးကိုအကိုကြီးလည်းမတက်နိုင်ဘူးဆိုရင်မိပါအကိုစရာမရှိတော့ဘူးပေါ့ဟာမင်းမလုံးနဲ့လေကန်တော်ကြီးရဲ့ပြင်ပကိုတားပြစ်ဆဲသွားတဲ့ဒေါ်မီကိုဥတက်ချက်ပိုင်းအသေးအတန်လိုက်ဆွဲထားလျက်ဘလို့ဖြစ်တာလဲမင်းလောက်တော့ကလုတ်ခဲ့ပြီးမှ
ကျင်းတဲ့သူတွေကိုတပူကနှစ်ပူဆက်အောင်လှုပ်ချင်သေးလို့လားဓာတုဗေဒဌာနကပြန်လာခြင်းစစ်ဆေးတွေ့ရှိချက်တွေကရက်ဆက်အပေါ်တန့်တော့ခန်းစားနေရလျက်ဒေါသတွေလေးဖြစ်ရကောင်ဒေါ်မိမိကိုကန်တော်ကြီးဆောင်လူရှင်းတဲ့နေရာစီကိုခေါ်ချလာပြီးတော့မင်းနေခဲ့ခြင်းဖြစ်ပါတယ်အခုတော့ဒေါ်မိမိဝေါ်လင်းဝေါ်ခံပြီးအကြောက်ကြီးကြောက်ကကန်တော်ကြီးရည်တွေခေါင်းချကအဆုံးစီရင်ဖို့ကြိုးစားရုံးကန်နေပါတယ်ဦးသက်ထပိုင်းကြေကွေးရှုပ်ထွေးခြင်းများနဲ့ဘာကိုဘလို့ဆုံးဖြတ်ရမှန်းမသိဒေါ်မီမီနဲ့သမီးနှစ်ယောက်ဘဝမပြတ်ရအောင်သူဘက်ကဘလို့ကောက်ကွယ်နိုင်မလဲသူဘက်ကဘာလို့ခွင့်ရှိလဲဒေါ်မီမီကိုချုပ်နှောင်ဖက်ထွေးထားလျက်သူအထက်ထက်စဉ်းစားတယ်အဖြေကတခုတည်းဟာဂျယ်ဒီဘာပြောလိုက်တယ်ဟုတ်တယ်သမီးမေကိုဂျယ်ဒီလောက်ကြံလိုက်တာရှင်မဖြတ်ခဏထားရလိုက်တယ်အဝချင်းမကအအောနေတဲ့မျက်ဝန်းတို့ကဥတထပိုင်းရဲ့မျက်နှာပေါ်မှာဆူဆူရှာရှာဂျယ်ဒီမေကိုတက်လိုက်တယ်ဟုတ်လားဥတထပိုင်းမျက်နှာလေးလျက်ခေါင်းညိတ်တယ်ရှင်မစတီကြားလေးကနေနောက်ပြန်ဆုတ်ထွက်ပြီးစတီနောက်မိမပြန်ရတယ်မယုံဒါလုံးမဖြစ်နိုင်ဒီမေကိုတက်ပြရလောက်အောင်ဘလို့အမုန်းတွေရှိနေလို့လေပြီးတော့ဒါဟာဒေါသလျောက်ဖြစ်ခဲ့တဲ့ကျူးတော်မဟုတ်ဘူးသွေးအေးနဲ့ရဲရဲဆက်ဆက်လောက်ကြတာပြောရင်းနဲ့ရှင်မမျက်ဝန်းတွေကအေးဆက်သွားတယ်ဥတထပိုင်းကိုစူးစူးဆေးဆေးကြည့်တယ်ဒီတကယ်တက်တဲ့အကြောင်းရှင်မကိုဆေးဆေးကြည့်ပြောပါရှင်မကိုကြည့်ပြီးတော့ဝန်ခံပါဒီဥတထပိုင်းဖြတ်ခနဲ့ကြည့်လိုက်ပြီးမှမျက်နှာပြန်လေးကရုတ်တရက်စကားမဆိုနိုင်ရှင်မသဘောပေါက်သွားတယ်လိန်ညာရမှာကိုတော့ဒီလောက်တုံလုံးနေတဲ့ဒယ်ရီဟာဒီမေကိုတက်တယ်လားဥတထပိုင်းဖြတ်ခနဲ့မောကြည့်လိုက်တကယ်ပါသမီးရဲ့ဒယ်ရီကိုသူမလေးမဆောက်မဖွေးမရခံပြောတယ်ပြီးတော့သမီးနဲ့ပတ်သက်တဲ့အမွေကိစ္စကိုမမူတော့အတွက်လုံးဝထည့်မစင်စားပဲစိုးစီစီနဲ့လုပ်နေလို့ဒယ်ရီအားလုံးကိစ္စအေးသွားအောင်ကြံစီလိုက်မိတာပါဒါကြောင့်အစကတည်းကအမှုမဖွေးဖို့သမီးတို့ဒယ်ရီအမျိုးမျိုးတောင်းပန်ခဲ့တာပေါ့ဖေးအရှင်းခောက်ကိုသမီးတို့သူကတရားစွဲတယ်ဆိုတာအရေးပါကြလို့မကောင်းပါဘူးသမီးရဲ့ဒယ်ရီကုန်တဲ့ခါဒယ်ရီဘဝအားလုံးရေစုံမြောက်ကိုအောင်မလုပ်လိုက်ပါနဲ့သမီးရဲ့ဒယ်ရီတောင်းပန်ပါတယ်ရှင်မဥတထပိုင်းကိုကြောက်ခိုင်းပြလိုက်တယ်နှကန်းလှလာလေးမှာနာကျင်ကျေးကွေးတဲ့လှုပ်ခတ်ခြင်းတို့ဝေတိလျက်ခဏပြုံးအပြင်မဲကျသွားတယ်ရုတ်တိရှိအောင်ဒယ်ရီမလိမ့်တတ်သေးပါလားဒယ်ရီတဖြည်းဖြည်းပြန်လှည့်ကြည့်ပြီးရှင်မခေါ်တဲ့ကရှတိပြန်ဆုံးဖြတ်ထားဟန်များနေအဖေပဲဖြစ်ဖြစ်အကိုပဲဖြစ်ဖြစ်ဥပဒေကဥပဒေပဲရှင်မကတော့လုံတဲ့နာကိုလုံရမှာပဲအဲ့ဒီတော့ဒယ်ရီစဉ်းစားပါအမှုခင်ဖြစ်လာရင်တက်ပါတယ်လို့ဝန်ခံတိသူမပြောနဲ့မတင်ကားဖြစ်ဖွယ်ရှိတဲ့လူကိုတော့အားလုံးကိုဖမ်းချုပ်ထားခွင့်ရှိတယ်ဒီခုရမရှိမှပြောနေတဲ့စကားမျိုးတရားရောက်ရှိမှသွားပြောမိမယ်ဆိုရင်ဒယ်ရီရဲ့အခုလိုလွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နဲ့အားလုံးဆုံးရှုံးကုန်ပါပဲဒယ်ရီတကယ်ကျူးလွန်ခဲ့တာဟုတ်မဟုတ်ရေဘက်ကတော့မတင်ကားသူမှန်သမျှကိုအားလုံးဆွေးသွင်းပါပဲအားလုံးပြီးတော့ရင်တော့အမှန်တရားကိုဘာနဲ့မှဖုံးထားလို့မရပါဘူးဒယ်ရီမိမအတွက်ဘလောက်ပဲစွန့်လို့အနစ်နာခံခြင်းနဲ့ဒယ်ရီမြစ်တာစေတနာတွေကိုမှတ်တမ်းတင်ပေးထားမှာမဟုတ်ဘူးထွက်လာမယ့်အဖြစ်ကအမှန်တရားအတိုင်းပဲထွက်လာမှာပါဒီအမှုကိုတမီးရတာစခန်းမှာအမှုမဖွင့်ဘူးဆိုရင်အားလုံးကပြီးတော့မှာပါတမီးရဲ့ဒယ်ရီကိုမငဲ့ညံနိုင်လားကွယ်ဒယ်ရီနဲ့မဆိုင်ပါဘူးဒယ်ရီအခုလိုဓာတ်ခုတ်ရလိုက်လျှော်ပြီးမိမအဖြစ်ကိုပခုံးပြောင်းယူရလာအောင်တရားခံပေါ်စေတနာထားနေတာရမရှိနိုင်လုံးချက်ခံလိုက်ရတဲ့သူကဒယ်ရီညီမမဟုတ်ဘူးလားတကယ်ကိုဒယ်ရီတက်ခင်းမိတာပါတမီးရဲ့တော်ပြီဒယ်ရီတက်တယ်ဆိုလေရမတရားဆွေးရမှာပဲဒီအမှုကိုအဆအဆုံးရမလိုက်မယ်ရအောင်ဖော်မယ်တရားခံကိုထိုက်တန်တဲ့အပြစ်ပေးနိုင်အောင်ကြိုးစားမယ်သူ့တက်ချက်ပိုင်းစက်ကနေထားရလိုက်တယ်ကောင်းပြီလေတရားခွင်မှာတမီးအဖေကိုတရားဆွေးပြီးစစ်ချက်ယူမဲ့အဖြစ်ရာဇဝင်တွေ့သွားတာပေါ့ရမနှခမ်းလေးတင်းတင်းစစ်ထားတယ်သမီးဒယ်ရီကိုဒီနေ့နဲ့ဝေးကျေးဇူးဆက်လိုက်တာဒယ်ရီအတွက်အမှတ်တရဖြစ်သွားတာပေါ့မြာဦးကပြက်မဲ့စီကိုပဲတည့်တဲ့သွားတာပါဒယ်ရီမြာဦးရှိမှရေပွင့်ပြီးတိတ်ပြေးရတာကဒယ်ရီပါအဲ့ဒီအတွက်ရမမှာအပြစ်မရှိဘူးလို့ထင်ပါတယ်ရမကဥပထပိုင်းကိုမျက်ရည်ဝေသောမျက်လုံးနဲ့ငေးကြည့်ကဒယ်ရီတန်ရုံးစိန်နောက်ကိုဒယ်ရီလိုက်တယ်လို့ရမကလည်းအမှန်တရားနောက်ကိုလိုက်မှာပဲအဆုံးဖြတ်တစ်ခုခုထွက်မလာခင်
အဲ့ဒီအချိန်ထိတော့ပတိပခကြားမှာရှိနေကြလိမ့်မယ်ဒီအတွက်ရမကိုခွင့်လွှတ်ပါရမဒီတိရှိကနေခြာခနဲ့လှည့်ထွက်လာခဲ့ပါတယ်သူတက်ချက်ပိုင်းမျက်လုံးပြူကြီးနဲ့ရက်ကြမ်းခဲ့တယ်သူလုံးဝထင်မထားခဲ့ပါသမီးဟာသူတက်တာပါလို့ပြောလိုက်တာနဲ့ချိတ်ထိတ်ပြပြဖြစ်ကအမှုဖွယ်ဖို့ကိုလုံးဝစိတ်ကူးတော့မှမဟုတ်လို့အခုတော့ရမရဲ့ပါနေမှုကိုအထင်ကြီးအံ့ဩခြင်းကြိတ်မနိုင်ခင်မြောင်ဒေါသတို့သည်လေဂျော်မီမီဆိုဖာချက်ကနေဆက်ကနေထိုင်ရလိုက်ကြပုံပြက်ပန်းပြက်မမီမမူတဲ့ကကမန်ကလေးဆွဲပြီးတော့ပြန်ထိုင်ခိုင်းရတယ်ဥတက်ချက်ပိုင်းရှင်တွေကပူပြေးတော့အရှင်ကအာခေါင်တွေ၆ခန့်အကွေတော့မတဲ့နာကျင်လာကတုံရဲသွားတဲ့လက်တို့ကိုမတိမတာလက်သေးဆောက်ထားတယ်ရှေ့ဆောင်ကဝင်လာသူတွေကသူ့ရဲ့အုံနဲ့အမှုစစ်အရာရှိနောက်ကယူနီဖောင်းပြင်းနဲ့ရေလျောက်နောက်ဆုံးကရမကျွန်တော်တို့ဒွေးမေပိုင်းတည်ဆုံးခဲ့ရမှုအကြောင်းနဲ့ပတ်သက်တဲ့ဂျာလူဗေဒစစ်ချရလာခဲ့တာပါသူ့ရဲ့အကစင်တင်တွေ့ရတဲ့ဥတချက်ပိုင်းတို့မိသားစုကိုဝဲကြည့်ပြီးချက်ချင်းဝင်ပြောလိုက်တယ်ထိုင်ပါခင်ဗျဥတချက်ပိုင်းကအတန်ကိုထင်းပြီးတော့ပြောတယ်သူ့ဟာသူအစားအသောက်များပြီးရှော့ဖြစ်ပြီးဆုံးတာကိုဘာကြောင့်ရှိလို့လာကြတာလဲမိတို့လည်းဘာဆိုင်လို့လဲကျောင်းမီမီကလေတန်မမနဲ့ဝင်ပြောတယ်အမှုဆက်အရာရှိကမျက်မှောင်ကုတ်ကြည့်တယ်အစာစိတ်တဲ့တာမဟုတ်ပါဘူးစစ်တွေ့ရှိချက်ကဒါဟာတမင်ကြံစီမှုပါကျွန်တော်တို့ဒီဒေတာကိုစစ်ဆေးမှာဖြစ်ပါတယ်အားလုံးစကန်ကိုလိုက်ခဲ့ပါဘာခင်ဗျာတိန်သားလားဟုတ်ပါတယ်လောလောဆယ်ဒီဆောင်သွားသူနဲ့ပတ်သက်တဲ့များတေးလောင်စားကတခုခုရဖို့အတွက်ဒီအိမ်မှာကျွန်တော်တို့ရှာဖွေရပါလိမ့်မယ်အိုးဒါသက်သက်ကြံစီလားရှင်မညီငါတို့ကမုံမုံနဲ့တမင်တိတ်ခါရဲကြအရှက်ကွေးလောက်တာပေါ့လေညီရောက်ပါလားကြီးလားမရှာနဲ့လုံးဝမရှာနဲ့မရှာလို့မရပါဘူးကျွန်တော်တို့မှာရှာဖွေခွင့်ပုံစံအပြည့်စုံပါလာပါတယ်ဟေးဝေးရှာစမ်းရှာကြပါဗျာရှာပါဥတချက်ပိုင်းခေါင်းညိတ်ပြီးတော့မျက်နှာချီရှိသွားတယ်ရှင်မအားလုံးကိုစစ်စစ်ကြည့်ပြီးဘာတစ်ခုမှဝင်မပြောအားလုံးရဲ့နောက်ကနေအေးဆေးစွာလိုက်ဝင်သွားတာဒီမြတ်ခန်းကြီးကိုပဲသူဝင်သွားမိတယ်ဒီမင်းနဲ့ပတ်သက်တဲ့အငွေသက်တို့ရိုက်ခဲ့ပြီးတော့မျက်ရည်ကဤခဏဝေးတက်လာတယ်ခါလဲဆိုလေရမခန်းဝါကအခုလိုဝင်လာတာကိုမြင်လိုက်တာနဲ့ဟေးသမီးလေးဆိုတဲ့အတန်လေးနဲ့ဝမ်းသာအားရကျူဆူရှာတဲ့ဒီမင်းအခန်းကြီးတောင်မှာတခင်မိနေတဲ့ဝီချေကြီးကရင်နှင့်ဖွေးသူတို့အားလုံးမိဖို့တေကမကြမ်းအားလုံးရှာဖွေတော့လေဘာမှမတွေ့ရမကမိဖို့တဲ့လိုက်ဝဲသွားကတကြားပလင်းတွင်ဟော်လီတွေစီတန်းထားတဲ့စိန်နှန်းလေးကိုရှောက်သွားတယ်။အိုဖက်ပကံတွေသာထားတဲ့သုံးထက်စင်မြင်းကြီးရှိမှအကြာကြီးရက်ပြီးတော့စေးစားနေစိခြေထောက်မှာစိတ်ကနေဖြစ်သွားတာကြောင့်ကပြားကရခြေလန်းရွှေ့ကငုံကြည့်လိုက်မိတယ်။ဟင်ဖြော်ရင်မွေတဲ့အမီးရှင်နဲ့ဆောင်းလေးတစ်ချောင်းစောခွဲရက်ပေါ်မှာပရွက်စိတ်တွင်စုပြုံအောင်ဖြစ်လျက်ကြမ်းဖြစ်မှာပူပူရွရွပြေးလွှားနေတဲ့ပရွက်စိတ်များသူ့ကြောက်ကိုပရွက်စိတ်ကိုက်လိုက်ခြင်းပါလားရမထိုင်ချကတန်ရင်အောက်ဘက်ဘယ်ကိုရောက်နေတဲ့ဇွန်းကိုအသေးအချာငုံကြည့်တယ်။မိရေးစုပုံပြီးတော့တင်းနေတဲ့ပရွက်စိတ်တွေကမြင်မကောင်းရမကိုက်ထားတဲ့ပစံအေးလေးတွေကလက်ကိုက်ဘွားကိုထွက်ယူကဇွန်းကိုဖောက်ဖောက်လေးအုပ်ပြီးတော့ကောက်ယူလိုက်တယ်။စောက်တိုင်ပြလို့မရနိုင်ပေမဲ့တိနေပြီးသားကိစ္စအတွက်ဇွန်းကိုကောက်ယူလိုက်ရင်မျက်ရည်စက်တို့ဆင်းကြလာတယ်။ဒါဒီမိကိုတည်စေခဲ့တဲ့လက်နဲ့တကူရမအပြင်ထွက်လာခဲ့တော့အကန်တခုတည်းကပရိုဗီတင်စီတောက်တွေ့ရဆရာပြောင်းလဲနေတဲ့စီတောက်လေးကိုလက်ကင်ပွားပေါ်မှာတင်လျက်သားနဲ့ရေတယောက်ကအားလုံးရှေ့မှာဖြန့်ပြတယ်။ဒါကအားစိပဲဘာဆိုင်လို့လဲ။ဒေါ်မီမီအတန်လေးထွက်လာတယ်။အမှုစိမျက်လုံးတွေပို့ပြီးတော့ကျင်းမြောင်းသွားတယ်။ရှင်မဒေဒီကိုခက်ဆူဆူတစ်ချက်ကြီးကလက်ထဲမှာစုပ်ကိုင်းလာတဲ့လက်ကင်ပွားအထုပ်ကလေးကိုအမှုစိလက်ထဲကိုထိပ်ပေးလိုက်တယ်။အမှုစိမျက်လုံးတွေကခဏခဏအတန်ထွက်လာတဲ့ဒေါ်မီမီစီကိုဒိုင်ခင်းရောက်သွားတယ်။ဒေါ်မီမီထိုရာကိုကြည့်ပြီးစကားတလုံးမှမဆိုနိုင်ပေရှမထံပြန်ကြည့်တဲ့မျက်လုံးတို့ကစူးစူးရေးရေးရှမအားလုံးကိုကြောက်ခန့်လိုက်တယ်။ခြောက်ချားပြန်ရင်းနေတဲ့ဒေဒီမျက်နှာကိုလည်းမမြင်လို့တော့ပါ။အားလုံးဟာကံတရားအတိုင်းသာ။ဟေးငါရကြည်လားပါလေ။အမှုကိစ္စတွေအကြောင်းလားကိုတယောက်နဲ့ဝေးနေရလို့လား။ရှမကမေရီလန်ပေးတဲ့နွားတို့ကူကူထည့်ထားတဲ့ကျွေးပကံလုံးလေးကိုလှမ်းလိုက်တယ်။ပြောလေဟာဘသူ့အတွက်လဲ။အားကြောင့်လဲ။မျက်နှာကတော့ဆွေးရိတ်တန်းနေတာသိကြတယ်။ဟုတ်တယ်။သူ့နားမှာမရှိတော့တမျိုးတော့တမျိုးပဲမေရီရဲ့။တခုခုလိုနေသလိုပဲလား။
ဘလို့မှမသိဘူးအမြဲတမ်းကိုမနာနဲ့ကိုနေတတ်အောင်ကြိုးစားထားခဲ့သမျှအခုတော့နှွေးချင်နေတယ်လို့ပဲသူမရှိတော့ဟာတာနဲ့တေးကြပြီဘာတေးကြတာလဲနေသူကိုအားကိုးမြတ်လို့စွာချစ်ခင်ဆုံးမဲ့နေရပေါ့ဒီလိုတော့မဟုတ်နိုင်ပါဘူးမိတ်ဆွေရင်တယောက်လိုအားကိုးစိတ်ဝင်တာမျိုးဖြစ်နိုင်တာပေါ့ဟေးမိတ်ဆွေတယောက်လိုနေမှာမိတ်ဆွေယောက်ျားတွေအများကြီးရှိတာပဲတရားသူကြီးဥနေသူတွေဆိုရင်မယ်ရီနော်မယ်ရီကပကံလေးကြောင့်ပြီးဂျိတ်တမင်ကိုတင်းတဲ့တင်းအောင်ဆေးဝတ်လိုက်တယ်ပြီးတော့လက်ကအင်းနဲ့ရှင်းနေဝတ်ဆောင်ထိထားတဲ့အိတ်ကိုရောကင်ကရမနဖူးလေးကိုငုံနေနေကဲတော့မင်းတယောက်တည်းလွန်လို့မျက်ရည်ကြောက်နေနဲ့နော်ငါတိုက်ထားတဲ့နွားတို့အရသာလေးကိုမြုံပြီးတာတာလေးမင်းနေစိတ်ပင်ပန်းနှလုံးသားလေးပါပင်ပန်းတော့ကြောင့်ပြစ်ထားတာကြပြီးဖြစ်တဲ့ဥပဒေရှောက်ထုံးလေးတွေကိုပါမေ့ကုန်အောင်မယ်တေချာပြန်ကြည့်ပြီးကိုအမှုအတွက်ကိုကြိုးစားထောင်းအင်းမသွားပါဟိုက15ရက်ကြာနေပြောသွားတာအခုမှဆေးရပေးရှိသေးတယ်မေရီနော်ဒါပဲပြောနေသူကနီချစ်ရတာနဲ့ချက်နေချင်ပြီကြည့်ပါလားမေရီကတကိကိရှိရင်တိုက်တကားဝစီကိုပြေးထွက်သွားတယ်ဟောတော့မေရီရဲ့တန်နဲ့ကားတန်တစ်ထပ်တည်းမို့ရမကောင်းလေးထောင်းသွားမိတယ်ပြောရင်အသက်ရှင်အောင်မေမေရီကမချမချလေးပြောပြီးတော့ရမပန်းလေးကမျက်စိနှိပ်ပြတယ်တကောင်ကားပေါ်ကဆင်းကနောက်ကန်းလေးမှာဘာတွေငိုးယူနေမှန်းမသိအေးရမရေမျောနေတဲ့သူတော့လာပြီတို့သွားမယ်မမေရီခဏနေအောင်လေဒီမှာလက်ဆောင်တွေပါတယ်မေရီကလေကားဆောင်အောင်ဆင်းချသွားပြီးမှပြန်လှည့်လိုက်ဟုတ်လားကြည့်ကြလိုက်ကြဒီမနေ့အချိန်များတော့ရုံးချိန်နီးနေပြီကိုတော်ရဲ့ရမစီမှာပဲချခဲ့လိုက်တော့နော်ကျေးဇူးအများကြီးတင်ပါတယ်မေရီကခက်သက်သက်လေးရှောက်ထွက်သွားတယ်ဒီကောင်ကအထုပ်တွေပေးပိုက်လျက်အခန်းလေးကိုဝင်လာတယ်ရမကထွက်တာမကြည့်ဘူးကွာရက်ဆက်တယ်ဟင်သူပြောမှပဲရမထွက်ကြိုးတင်မှန်တတိယရီဘာဖြစ်လို့ထွက်မကြိုမိတာပါလိမ့်သူ့အတန်းကြလို့ရှက်ရှက်နဲ့တတိမထားမိတာသိကြပါတယ်ဒီပေမဲ့မရှင်းပြရင်ဟိုလေရမတိတ်နေမကောင်းလို့ဟုတ်လားဒီကောင်ကရမမျက်နှာလေးကိုစူးစမ်းဟန်နဲ့စိုက်ကြည့်တယ်ပြီးတော့ရမဘေးမှာထိုင်ချလိုက်ကတရေတတိရတာပဲရမရဲ့ကို့မှာ15ရက်ပြည့်အောင်ဘလို့မှမနေနိုင်အဲ့ဒါနဲ့အလုပ်တွေကိုလွှဲတင်တာလွှဲလုံးတင်တာလုပ်ပေးခဲ့ပြီးတော့လိထွက်လာတာဂျပန်မှာချောချောလေးတွေမတွေ့ခဲ့ဘူးလားတွေ့တာပေါ့ဂျပန်မတွေကဘာလို့ရမှာလဲဒီကောင်မျက်နှာမှာအလိုမကျချင်းတွေကဖြစ်ပြေးသွားတယ်ရှင်မမင်းရောကို့ကိုတတိမရအောင်လားရှင်မကပြန်ပြီးတော့မျက်နှာလေးငုံသွားတယ်မင်းမျက်နှာလေးခြောင်သွားတယ်ကို့ကိုတတိရလို့လားဒီနေ့ကိစ္စကြောင့်လားရှင်မသူ့ကိုမောကြည့်ရင်နှစ်ခုစလုံးပါပါတယ်ကို့အတွက်ပါတယ်သူထက်မေတော့ရမမျက်နှာလေးหนีသွားပြန်တယ်အမြဲတမ်းလို့ဖျက်ချထားတတ်တဲ့ရမအကြောဘောကသပင်တွေကိုတကောင်တော့တယူတရဆေးယူပြီးတော့နမ်းလိုက်တယ်။အိုးခေါ်ရလေကိုဟိုမှာတော့ရမကိုတွေ့ရင်အဖြစ်အထင်းတောင်းပြီးတကောင်စကားကတူချသွားတာဟိုတပမေမျက်နှာလေးမြင်တော့မလို့ရဘူးမင်းတို့ကအဲ့ဒီလောက်ထိချစ်တာသီလားမြင်မြန်တို့တန်းပိုးထားတာဝင်းနေလေပို့ပြီးချစ်မှန်းသီလေအစာထိုးနိုင်ဖို့နေနေတာဒီဖြစ်မင်းတို့ရေမြင်နိုင်မင်းမဟုတ်ပါလားလို့ဆိုပြီးဒေါသဖြစ်မိတယ်မင်းကိုနေနေလေးမှချစ်ဖို့မစင်စားလိုက်ရင်ဒီကောင်ကရမစပင်တွေကိုဒုတိယအကြိမ်နဲ့ရှာလိုက်ပြီးတော့ကြောပြင်လေးပေါ်ကိုအသာပြန်တင်ပြီးတယ်ဒါလေးကိုပဲအရှာသေးနေရှာရဲ့ချစ်သူလေးကိုသူ့မှာငုံတကြီးကြီးရှင်မကပြီးတဲ့လေးငေးကြည့်တယ်ရှင်မစစ်စီးနေတဲ့အချိန်ကိုအဖြစ်မတောင်းရပါဘူးဒီပေမဲ့တခုတော့ပြောချင်တယ်ပြောလေမင်းဒီလိုတိုက်ကြီးတဲ့မှာတယောက်တည်းမနေပါနဲ့မီရီလာနေပါတယ်သူနေပေမဲ့လေသူ့မှာလည်းမိဘနဲ့မိသားစုနဲ့ပြန်တဲ့အခါပြန်တာပဲကိုဂျပန်မှာနေရင်ရှင်ပူနေရတာအဲ့ဒါပဲအခုလေအဲ့ဒီကိစ္စပြောချင်လို့အင်ကိုတော်မရောက်သေးဘူးလေရင်ကွင်းကနေဒီကိုတန်းလာတာတကောင်ကရမလည်းဖွားလေးတစ်ခါကိုဆေးလိုက်တယ်ဒီတိုင်းမှာပဲရမနေမယ်ဆိုရင်ကောင်မလေးနှစ်ယောက်နဲ့ကားတစ်စီးကိုထားပေးမယ်ကားအတွက်ဒရိုင်ဘာဦးလေးထောက်ပါလာမယ်အိမ်မှာစောင့်ရှောက်နိုင်တယ်လေအဲ့ဒီအစောင့်ရှောက်တယ်ရမမလို့ချင်းခုံပြီးတော့ခေါင်းနဲ့မှာကဘာမှဘယ်တော့မှဘာမှဆိုင်ခွင့်မရှိရဘူးလို့မင်းဆုံးဖြတ်ထားတာလိုက်မှာ
ကိုကမင်းအတွက်ဘာမှမဆိုင်တယ်လို့နေပြရမှာလားမဟုတ်ဘူးကောအဲ့ဒီကြမှာခေါ်ချက်လို့စီစဉ်မှာအခုနေဆိုရင်ဘာမှမဆိုင်ကြသေးပြီနေရှင်မကိုသူများတွေကပြောကုန်စရာဖြစ်ကုန်မှာပေါ့ပြီးတော့ဒီတိုက်ကြီးကရှင်မမပိုင်တော့ဒီပေါင်ထားတာကြပြီရှင်မမကြခင်ဆင်းပြရတော့မှာဘယ်တော့မှဆင်းပြเสียမလို့ဒီတိုက်ကိုယူထားတာကကိုပဲအဲ့ဒါလည်းပေါင်ခံထားတာမဟုတ်ဘူးသူတို့ကိုရောရမယ်ရှေ့ရအတွက်ဒီတိုက်နဲ့ချန်ကရန်လာထိုးပေးထားလို့ကိုယူထားရတာဟင်ရှင်မတဲ့တော့နေလှည့်ကြည့်လေအဲ့ဒီတော့မင်းနဲ့ဒီတိုက်ကိုလုံးဝတွေးမသိခဲ့ဘူးပိုင်ကြီးဟာနဲ့မင်းရဲ့ပတ်သက်မှုကိုဘာမှမသိခဲ့ဘူးလေဒါဆိုဒီတိုက်ကိုခေါ်စီမဟုတ်တယ်အဲ့ဒါရင်မိထားလိုက်တော့ကွာအခုကိုပြောတဲ့ကိစ္စမင်းစင်စားမင်းကိုလက်ထပ်ဖို့ဒီတကယ်ရွေထားတာမှန်ရင်ကိုအစီအစဉ်ကိုလက်ခံမှာဖြစ်မယ်ဒီကောင်ပိုင်နဲ့တိုက်ပေါ်မှာနေရတာပါလားဆိုရတဲ့အတွင်းနဲ့ရင်မရှက်တယ်လို့မခံချင်တယ်လို့ဖြစ်နေတယ်ရှင်မမင်းဘာတွေတွေးနေရလဲဒီကိစ္စကိုကမဖြစ်လို့ပြောပြတာဒါအဖွင့်ပြောပြီးမင်းပေါ်ချင်တာဖို့အစီအစဉ်မရှိခဲ့ဘူးနော်မလိုအပ်ပင်နဲ့ဘာမှမပြောဘူးအဲ့လိုဆုံးဖြတ်ပြီးသားရှင်မမျက်နှာဖိထားတာကိုတကောင်အားမလို့အားမရဖြစ်နေမိတယ်ရှင်မကို့ကြည်စမ်းမှာဒီကိစ္စနဲ့ပတ်သက်ပြီးကို့အမေကိုမကြည့်ဖြစ်သွားတာလားရှင်မတက်ကောမကြည့်ပေမဲ့မျက်နှာမော့လာတယ်စိတ်ထဲမှာနေကတိကောင်းဖြစ်သွားတာအမှန်ပဲမင်းကိုစားချစ်ကြတဲ့မင်းဘက်ကရောကိုဘက်ကရောဘာမှအဆောင်ရောက်စီးစိမ်မပါခဲ့ဘူးရမရှင်မဆိုတဲ့မင်းကလေးကိုပဲချစ်ခဲ့တာသူမိဘသူ့အတိုင်းဝိုင်းဆိုတာကိုလေကိုလုံးဝစိတ်မဝင်စားခဲ့ဘူးအခုဒီကိစ္စတွေကိုရဲ့စီးပွားရေးပိုင်းနဲ့ပတ်သက်တဲ့အခြားအကြောင်းတွေပဲဒါရင်းနဲ့မင်းကိုရောမဖြစ်ပါနဲ့ရှင်မတုံချိုထားတဲ့မျက်ခုံးလှလှလေးနှစ်ဖက်ကိုမပြေပေးတစ်ဖက်ကိုပြန်လှည့်သွားတယ်ရှင်မအိုးလိုလိုက်တာလေဒီကောင်ကရှင်မလည်းမောင်လေးနှစ်ဖက်ကိုလှုပ်မပေးပဲခက်ချင်းဖိကင်ထားတယ်ကိုအဲ့ဒီလိုမျက်နှာမျိုးနဲ့မဆက်ဆံပါနဲ့ရမမင်းနဲ့ပတ်သက်လို့ကိုဘက်ကမင်းနဲ့မှအတင်းဆုံးမခံနိုင်မင်းဘာဖြစ်ချင်တယ်လဲပြောရှင်မလှုပ်ပေးပါကိုမင်းတော့ဖြစ်လေရှင်မမျက်နှာလေးရွှေ့လိုက်နေရင်စပင်ရှည်တွေကတကောင်လက်ခုံနဲ့လက်မောင်းတွေပေါ်အိကြလာတယ်ရှင့်မကျေနပ်စရာဘာမှမရှိပါဘူးဒီတိုင်းနဲ့ခြံကိုရှင်မယူလေသူများယူသွားမှာပဲဒါဆိုမိခုနကဖြစ်သွားတဲ့တစ်ခုခုကပါလေရှက်တယ်လို့တော့ဖြစ်မိတယ်အဲ့ဒါပြောင်းမပြတတ်ဘူးတကောင်လက်ကိုအသာဖြေချတာလက်ဖွားလေးတစ်ဖက်ကိုတော့စပိုင်ထားသေးတယ်ဒါဖြင့်ပြောထားတဲ့ကိစ္စပြန်ဆက်မယ်မဆက်ပါနဲ့အဲ့ဒါရမလက်မခံခြင်းဘာမှမဆိုင်ကြသေးပေနဲ့ဒီလိုမဖြစ်သင့်ဘူးလို့ထင်တယ်ဒါဆိုလဲစားလိုက်မယ်ကွာမင်းနဲ့ကိုလက်ထက်မယ်အိုးမဟုတ်တာစစ်ဆက်ထားမယ်ဟမ်ဘာမှမလုပ်ချင်လေကိုလှုပ်ထားလို့နေပြီကွာဘေးကောင်းမလဲရှင်မတော့မင်းကရောဘေးလိုက်လို့မနေနဲ့တကောင်ကစိတ်တော်လာလေကိုအစားငါဖြစ်လာတဲ့သူရှင်မကခက်ကြည့်လေးပြောင်းနေရှိတော့လည်းမတော်နောက်ကလည်းမလိုက်ချင်ဘူးငါအသေးရောက်မင်းမလုံးနဲ့တခါလေကားပေါ်ဆွေးချင်တွားပြလိုက်မယ်နော်သိလားဒီမှာခီးသွားကပြန်လာပြီးတော့အမောမပြေသေးဘူးတက်ဖြာကြီးပြောတိုက်မယ်လေမင်းကွာရှင်မပြုံးစားစားလေးစောင့်ကြည့်ပြီးပြောတော့တကော့ရှင်ထဲမှာရာကြီးကြီးဖြစ်လာလေရှင်မကိုယ်လုံးလေးကိုဆေးဖက်ထားလိုက်ခြင်းဟာဘာလို့တာလဲခေါလှုပ်ကွာမလို့ဘူးစိတ်ဆိုးပြလိုက်မှသိလားရှက်တာနဲ့စိတ်ဆိုးတာတခြားစီပါကွာမထူးတော့မင်းစီအားချစ်တဲ့အဖြစ်မရရင်လုံးဝမလို့ဘူးစိတ်ဆိုးရင်ပြန်ချစ်လိုက်ရှင်မရှင်တွေကတားခုံလျက်သူ့ရဲ့ဖက်တွေထားမှုတွေမှာလှိုင်မောလာတယ်ရှင်မမထူးလားဒီတခါချက်အသေးရရင်ကိုနမ်းပြစ်မှာနော်ခွန်တော့လူကိုအတင်းချုပ်လာပြီးတော့အပြေထားရတာလားလှုပ်တခါတလေဒီလိုပဲကြမ်းသိရင်ကြမ်းရတယ်ချော့နေရင်ချစ်တယ်ဆိုတဲ့စကားခုံပေါက်ထွက်လာမှာမဟုတ်ဘူးခုံပေါက်ထွက်လာတာကိုလိုချင်နေပေါ့လိုချင်နေချစ်တယ်ဆိုပြီးရောခုံပေါက်ပဲထွက်လာလားတနက်နဲ့ပဲပြည့်ထွက်ရှင်မအတန်ထွက်အောင်ကောင်းမွန်ပြီးတော့ရှိရှင်မပြောပါအဲ့ဒီမှာမကြောက်လားဒီကောက်ရင်တွေဓာတ်ခုံနေတာပေါက်ကွေးခုံရင်ပြဿနာတက်သွားနိုင်နေနော်ပြောမယ်ပြောပြီးရင်လှုပ်ပြရမယ်ချစ်တယ်ဆိုရင်လှုပ်မယ်ကြည့်ပါလားသူပဲအပိုင်မပိုင်လို့မရဘူးခင်ဗျားမချစ်ရင်တေသွားနိုင်နေမယုံဘူးလားဒီမှာမောနေပြီနင်းနေလျှော့ပြောမယ်ဒီကောင်ကလက်ကိုအနေငယ်ဖြေးချတာကိုကိုမောကြည့်ပြီးပြောမကြည့်ဘူးပြောပြီးရင်ပြောပြီးရင်ခေါ်ပါမလုပ်ရအောင်ဒီကောင်လှိတ်ခနဲ့ပြောင်းနေ
မလုပ်ဘူးပြောရမကတကောလည်းမောင်လေးတစ်ဖက်မှာကောင်းလေးမေးစင်းလိုက်ပြီးတော့ချစ်တယ်မကြောက်လိုက်ဘူးနင်းနေကြည့်ကြည့်ပြောမပြောရှင်ဘက်ကိုထူပြီးတော့ရမအတင်းယုံတော့တကောင်ကခက်ချင်းချင်းပြန်ဖက်ထားတာဝဲတက်လိုက်တာကွာဘလို့ပြောမှန်းကိုမသိဘူးရမဒီမျက်နှာကြီးကိုကြည့်စမ်းပါခေါင်းရင်းငုံပြီးတော့ဘာမှလည်းမသိဘူးတကောင်ကရမမျက်နှာလေးကိုလမ်းတစ်ဖက်နဲ့အတင်းဆင်းမော်တယ်ဟာရှက်နေရကြည့်စမ်းဖက်လိုက်တဲ့မျက်နှာလေးခေါ်နော်တကယ်ပြောတာကျွန်တော်တို့နဲ့ချင်းချုပ်တဲ့နှခမ်းလေးကပိုလှတာကိုနမ်းမယ်နော်ခေါ်နော်ပြောထားပြီးသားဘာပြောလိုက်တာလဲကိုကမှတ်ဉာဏ်သိမ့်မကောင်းဟာမရအောင်ခေါ်နော်ကြည့်ပါလားဆိုရတာလေသူပါပဲရမရှိရှမ်းနဲ့ညံဝန်းလေးတွေကိုမိတ်ထားလိုက်မိပါတယ်ရှင်ခေါတန်းတို့ကနှုတ်စလုံးရဲ့ရှင်ထဲမှာစီးချက်မနီတရားသူကြီးမင်းခင်ဗျာအခုတရားခံလို့ဆွဆွေးချင်းခံထားရတဲ့ကျွန်တော်မှုတဲ့တော်မိမိဟာသူ့ရဲ့တက်တန်းတစ်လျှောက်လုံးအမှုမပေါ်ပေါက်မယ့်အချိန်ထိဥပဒေနဲ့ညီဆောင်ခဲ့ဘူးတဲ့နမေပြတ်တဆောင်တရားမရှိခဲ့ပါဘူးတရားခွင်တစ်ခုလုံးမှာတရားခံရှိနေဦးလာညောရဲ့တီကြီးပြတ်သားသောအတန်တစ်ခုကစုမိုးလေးရတိတ်ဆိတ်ငြိမ်သက်နေတယ်တေဆောင်သူတော်ရင်မဲပိုင်းဟာတရားခံလို့ဆွဆွေးချင်းခံရတဲ့တော်မိမိနဲ့အတူနေသမီးရောက်မှချင်းမို့ခေါ်ချင်းခေါ်ငယ်စကားများခဲ့ဘူးလေဆိုတာကလေအခုမှမဟုတ်ပါဘူးဟိုးရင်ကလေးကမကြခဏဒီလိုဖြစ်ခဲ့ဘူးသလိုဘလို့ညို့တင်းမှမထားခဲ့ကြပဲတော်ရင်မဲပိုင်းကိုလိုအပ်သမျှပြုစုလုပ်ခိုင်းပြီးရင်အတူနေလာကြတဲ့တကြံကမနေလှပါဘူးရှင်နေဦးလာညောကတရားခံချမ်းလေးတွေမှာရှိနေတဲ့ဒေါ်မီမီကိုကြည့်ပြီးတရားသူကြီးရှိနေတဲ့စိတ်မြင့်ထက်ကိုပြန်ဟိတ်ကဥညောလိုက်ပြီးတရားသူကြီးမင်းခင်ဗျာတစ်ဖက်ကတင်ပြထားခဲ့တယ်လို့အမွေကိစ္စနဲ့ပတ်သက်လို့လေလုံးဝဖြစ်နိုင်ခြင်းမရှိကြောင်းပြန်လည်တင်ပြလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့တေဆောတို့တော်ရင်မေပိုင်းဟာအမွေကိစ္စနဲ့ပတ်သက်သမျှအားလုံးကိုသူပေးလို့တဲ့ဆန္ဒရှိတဲ့တစ်ဖက်ကိုပေးချပြီးဖြစ်ကြောင်းကျွန်တော်မှုတဲ့ဒေါ်မီမီနဲ့ပါဝင်မိသားစုအားလုံးတီးထားကြပါတယ်။ဒီအတွက်နဲ့လောဘစိတ်နဲ့ကြံစီသက်ဖြစ်တယ်ဆိုတာလုံးဝအခြေအမြစ်မရှိတဲ့ဆွဆွေးချက်သာဖြစ်ကြောင်းတင်ပြလိုပါတယ်ခင်ဗျာ။ရှင်နေဦးလာညိုဦးညွတ်ရိုးတဲ့ပြူလျက်ပြန်ထိုင်နေစိန်မြင့်ချက်ကတရားသူကြီးမင်းရဲ့အကြီးတို့ကထားရလိုက်သောရမထံကိုရောက်ရှိသွားလေ။တရားလိုရှင်နေရမကတရားသူကြီးစိန်မြင့်စီကိုဦးညွတ်အရှိုးသည်ပြုပြီးတရားသူကြီးမင်းရှင်ရှေ့ကစစ်ဆေးပြီးခဲ့တဲ့တက်တယ်။မတ်သူစာနဲ့ယူအာပလတ်စစ်ဆေးဆိုင်ရဲ့အယောင်စီကိုဝင်းမြင့်တို့ရဲ့ထွက်ဆိုချက်များအရတရားခံတော်မိမိဟာကျော်ရီမင်းပိုင်းမသေးဆုံးမီညရှိနိုင်တိတိမှာလွန်စွာကြောက်မက်ဖွယ်ကောင်းတဲ့စကလုံးများနဲ့ခရိုင်ဖြစ်ခဲ့ဘူးတဲ့ပဋိပက္ခများနဲ့ဘာမှမဆိုင်တဲ့ချီခိုင်တပ်ပေါ်လူနီးအခြေအနေတစ်ခုဖြစ်သွားခဲ့ကြောင်းအပြင်ကြံစီသက်ဖြတ်လိုတဲ့ဆန္ဒစကလုံးများပါပြောသွားခဲ့ကြောင်းထွက်ဆိုသွားပါတယ်။တရားသူကြီးကငြိမ်သက်စွာနားထောင်နေတဲ့တရားခွင်တစ်ခုလုံးမှတ်တမ်းတင်လက်နေဆက်ရိုက်တဲ့များသာလွှမ်းမိုးနေပါတယ်။တရားရုံးချုပ်ရှင်နေရှမကဒေါ်မီမီကိုတည်ငြိမ်စွာတစ်ချက်ကြည့်ကတရားသူကြီးနဲ့နိုင်ကကြီးများကိုအရှိုးအသေးပြုလိုက်ပြီးတရားသူကြီးမင်းရှင်ဒေါ်မီမီကိုယ်တိုင်ကိုင်တွေဖြောဆက်ထားတယ်လို့ယူဆရတဲ့ရောင်းလို့ဖြောလဲစားနဲ့ဇောမာစစ်ဆေးတွေ့ရှိတဲ့အစိမ့်နဲ့တေဆုံးသူတော်ရင်မဲပိုင်းရဲ့အဆိုင်ထိကအစိတ်ဟာတမျိုးတစားတွေဖြစ်နေပါတယ်။မတ်သူစာဟာအားလုံးအစဲတဲ့ပြင်ချပြီးတဲ့နွားတို့ကိုအိုးဒီကနေဖန်ခွက်ထိလောင်းထိခဲ့တာကလွဲလို့မြေတိဇောနဲ့မှငွေနောက်ဖြောဆက်ခြင်းမပြုခဲ့ဘူးဆိုတာကလေအသေးအချာအစိတ်ခံထားပါတယ်။တရားလိုရှိနေပြီးရမကအမှုကိုလမ်းကြောင်းပေါ်ရအောင်ဖြစ်နိုင်တဲ့များဆွေးသိမ်းတင်ပြသွားတယ်။အစိတ်ဖြစ်စေတဲ့ဒီဆေးကိုယူအာပလတ်ဆေးဆိုင်မှာတရားခံတော်မိမိကိုယ်တိုင်ည9နာရီတိတိမှာလာရောက်ဝေယူသွားကြောင်းဆေးရုံကသူကိုဝင်းမြင့်ကအတိအကျထွက်ဆိုထားပါတယ်။ပိုင်ကရာကနေဆေးဆိုင်ကိုကစီးသွားမယ်ဆိုရင်အတော့ပြန်10မိနစ်ခန့်မကြာပါဘူး။ရှင်မကဒေါ်မိမိကိုတစ်ချက်ဝေးကြည့်လိုက်တယ်။ဒေါ်မိမိမျက်လုံးတို့ကတောက်ပေါက်မှုကင်းလျက်လက်နဲ့ချောင်းဒူးချောက်ထားရသည့်စစ်မြေပြင်က3ပန်းတူလို့လမ်းလျှောက်သွားမယ်ဆိုရင်မိနစ်20တိတိကြာပါတယ်။မတူစာကကျွမ်းရင်မေးပိုင်းကိုည7နာရီထိုးဖို့10မိနစ်လိုမှာနိုးနယ်စီကိုတိုက်ခဲ့တဲ့အတွက်တရားခံလှူရှားကြံစည်ခဲ့တဲ့အချိန်တွေဟာအားလုံးကွက်တိပါပဲ။ဒါအပြင်ကျွမ်းရင်မေးပိုင်းသေးဆုံးပြီးမှဒေါ်မီမီရဲ့အိယာအောက်ကတင်းစီတွေ့ရှိခဲ့တဲ့ပရိုဘီမင်ဆေးတောင်ထဲမှာလေတေဆုံးသူကိုတိုက်ကျွေးခဲ့တဲ့အလားတူအစိမ်မျိုးတွေရှိနေပါသေးတယ်။ဒါကြောင့်ဒေါ်မီမီဟာသူ့ရဲ့ပထမအကြိမ်လောက်ကျန်ခြင်းမအောင်မြင်ပါကဒုတိယအကြိမ်ထပ်မံကြံစီပြီးမသေးမချင်းသက်ဖြစ်ရန်ရည်ရွယ်ထားတယ်ဆိုတာထင်ရှားနေပါတယ်
အားလုံးရဲ့ရှေ့မှာရှိနေတဲ့ဥသက်ထပ်ပိုင်းကိုလောက်ချင်းမက်ခနီဖြစ်သွားသလိုဒေါ်မမီကလေသူမနေရတဲ့ချမ်းလေးတွေမှာလှုပ်လှုပ်ရှားရှားဖြစ်သွားလေတယ်။တရားခွင်လာရောက်ကြည့်ရှုကြသူများတီတိုစကားတို့ဆိုကြတယ်။ရမကတစ်ချက်မှတောက်ဆုတ်ခြင်းမရှိပေတင်ပြစရာရှိသမျှတို့ကိုဆက်လက်တင်ပြသွားတယ်။တရားသူကြီးမင်းရှင်တရားခံဒေါ်မီဟာအရင်ကလေးကမတင်မြတ်ခဲ့တဲ့ဒေါ်ရင်မေပိုင်အပေါ်မကျေနပ်ချက်တော်တော်များများရှိခဲ့ပေမယ့်အဲ့ဒီအချိန်တွေကဒေါ်ရင်မေပိုင်လှုပ်ဝက်စီစဉ်ထားတဲ့အမွေကိစ္စကိုမသိခဲ့ပါဘူး။ဒေါ်ရင်မေပိုင်တည်ဆုံးမိညပိုင်းမှာစကားများကြတဲ့အခါကျမှအမွေကိစ္စကိုသိရတဲ့အပြင်ဒေါ်မီဟာအဲ့ဒီကိစ္စအတွက်နဲ့အတော်လေးခံပြန်ပေါက်ပေးခဲ့ကြောင်းသူတို့နဲ့မနီးမဝေးမှာအချိန်လုံးရှိနေခဲ့တဲ့မတ်သူစာကပြည့်ပြည့်စုံစုံထွက်ဆိုထားပါတယ်။ရမကရှောက်လေးချက်စာဆောင်ကိုအပိသက်ဖတ်ရှုပြီးတရားသူကြီးစင်မြင့်စီပြန်ဖို့ကအထက်ဖော်ပြပါတင်ပြချက်များအရတရားခံဒေါ်မီဟာဒေါ်ရင်မေပိုင်ကိုအညိုအတေကြောင့်တည်စီလိုသောဆန္ဒနဲ့ရက်ဆက်စွာကြံစီတက်ဖြတ်ခဲ့ခြင်းဟာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။တရားသူကြီးကခေါင်းတစ်ချက်ညှိပြီးတော့လေးချောင်းရှင်းနေတွေ့ရှိသိသိထားတဲ့ပစ္စည်းနဲ့ပတ်သက်တဲ့လက်ဝယ်များဆိုင်ရာစစ်ဆေးထုတ်ပေါ်ချက်နဲ့အညီဒီအမှုကိုလာမယ့်22ရက်နေ့မှာထပ်မံစစ်ဆေးမယ်။တရားခွင်သိမ်းပြီးရမစာရွက်စာတမ်းတွေကိုသိမ်းစီပြီးနေရာမှထားလျင်သူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးတော့ရက်နေတဲ့ဥသက်ထပ်ပိုင်းကိုတွေ့လိုက်ရတယ်။စိတ်ပြအာရုံနေတဲ့ဥသက်ထပ်ပိုင်းမျက်နှာကလွန်ခဲ့သောရပိုင်းများနဲ့ကမတူဘဲခက်ချောင်ချောင်တိုးညင်းညင်းဖြစ်နေတယ်။ရမမျက်နှာလှည့်လိုက်ရပေမယ့်ဥသက်ထပ်ပိုင်းရဲ့စူးရဲပြောင်းလဲနေသောမျက်လုံးတွေကဒေါသများကိုမြင်နေရစေ။မရအဖြစ်ကလွတ်မလားရေလို့ဥသက်ထပ်ပိုင်းအစွမ်းကုန်ကြိုးစားခဲ့တယ်။တိတ်ခါတွေပါဝါတွေချတာသက်ဆိုင်သမျှလူတွေထံပြေကတောင်းပန်ခဲ့တယ်။နောက်ဆုံးသမီးရှိထိလာပြီးသူကိုယ်တိုင်တက်တဲ့အကြောင်းပြောပြကအမှုမဖွင့်ဖို့တောင်းပန်ခဲ့တဲ့အထိဒေါ်မီဟာပရိုပီမင်စီလေးကြီးကအားစိတ်မှုတွေကိုထုတ်ပြပြီးတည်စေနိုင်သောစစ်အစိတ်တွေအစားထိုးကမူလအစီအစဉ်မအောင်မြင်လျင်အာဆီအမှန်နဲ့ထပ်မံလုပ်ကြံဖို့အထိရည်ရွယ်ထားတော့ထင်ရှားနေတယ်။ဒါဟာမသိမချင်းကြံစီမှုဖြစ်တယ်။၎င်းကိုရမတရားကြဖော်ထုတ်နိုင်ခဲ့ခြင်းအပေါ်ဥသက်ထပ်ပိုင်းမကျေနပ်တာကိုရမသိပါတယ်။ဒီပေမဲ့ကိုယ်လောကတော့ပြရလို့ရမှာပဲဖြစ်တယ်။တက်တဲ့ထွက်ဆိုချက်များနဲ့ထင်ရှားနေသောအမှုအခြေအနေအရမောင်နှမအရင်းလေးဖြစ်တဲ့ဖြစ်ပေါ်ချိန်မတိုင်ခင်မှစ၍ဒေါ်ရင်မေပိုင်တည်ဆုံးခဲ့တဲ့အချိန်အထိတညလုံးအိမ်မရှိမနေခဲ့တော့မနေ့6နိုင်တော့မှကုမ္ပဏီဒါရိုက်တာ2ယောက်နဲ့အတူပြန်ရောက်လာတာသိကြနေတဲ့ဥသက်ထပ်ပိုင်းကအမှုနဲ့ပတ်သက်ခြင်းမရှိတာမို့အချုပ်ကနေလွတ်ထားခဲ့ပြီးသားရမဒေဒီကိုခငငယ်လေးပြန်ကြည့်နေပြီးမှရုံးထိကနေထွက်ခဲ့တယ်ဟင်ခေါ်ဆောင်နေတယ်တကောင်ကဘောင်းပြီးအိတ်တွေထိလက်နှစ်ဖက်တင်ပြီးတော့နေရမှာခဏမိမိနေရာကနေပြောင်းတာရမနာရှောက်လာတယ်မင်းရှောက်ရချက်စားပြီးကလေးကရောက်နေတာဟုတ်လားအနေရောအင်ကြီးလက်ရှိရင်းစစ်မှာလေစီးဖြစ်အောင်လေးနဲ့အောက်ကသူဂျပန်ကဝေလာပေးခဲ့တဲ့ကီမိုနိုပန်းရောင်လေးကိုဝတ်ထားတဲ့ရမမျက်နှာလေးကစပင်ရှီရီကိုနောက်တဲ့စတုံးပြပြလေးထုံးကသစိန်ခက်ကလေးပန်းထားတာမလို့ထင်းရှင်းကကြက်တည်းရှိနေတယ်ဒီကောင်ကရမတကူလုံးကိုစိုက်ကနေဝေးကြီးကနှစ်ဖူးပေါ်ကစပင်တချို့ကိုနောက်လှန်ပြစ်လိုက်တယ်စိတ်မချဘူးကွာဘာလေးခေါမင်းကိုပေါ့ဘာဖြစ်နေလို့လဲသိလှနေလို့ဘယ်သူမှမပြောခေါ်လေးပြောနေရှမပြောင်ချောချောမပြောနဲ့ကွာကိုတကယ်ပြောနေတာမင်းသိလှအောင်မပြင်းနဲ့ဘာဖြစ်လို့လဲတနက်ခါပေးလိမ့်ထားတဲ့ဟာဘာတနက်ခါမှမရှိတော့မင်းမျက်နှာကမိတ်ကပ်လိမ့်ထားတဲ့အတိုင်းခက်ပါလားရှမကညာစရာလားခွန်ရဲ့မညာမှန်းသိတယ်မဲအတက်လောက်ထိလှတာကိုပြောပြတာရှမအောင်ကြီးဖိတွေ့မနေပါနဲ့ခေါ်မှလိုချင်တဲ့သူတွေဝိုင်းဝိုင်းနေနေတာမသိလို့ဖတ်လို့လားဘာဖြစ်လဲဝိုင်းတာကိုကယောက်ျားကိုလိုချင်တာမှဖြစ်တာမင်းကမိန်းကလေးကိုဆန္ဒပါပါမပါပါဒုက္ခရောက်သွားနိုင်တယ်ဘာပဲဖြစ်ဖြစ်ဒီအမှုပြီးရင်လက်ထပ်မယ်ကွာရှင်မပြုံးနေတယ်ဟောဦးလေးထောင်မရှိတော့ပါလားခေါ်ပြန်လောက်လိုက်တာရှင်မကဦးလေးထောင်စောင့်နေခဲ့သည်ကနေရာမှာလိဟာနေတာကြောင့်တကောက်ကမောကြည့်ပြီးတော့မေးလိုက်တယ်ဟုတ်တယ်ကိုနဲ့နေမြောက်ဒီကိုဆင်းရမှာဒါကြောင့်အလုပ်ကြီးကအစောကြီးပြန်ချလာတာမင်းတရားခံကိုဆွေးချက်တင်ပုံလေးတွေကနားထောင်လို့ကောင်းနေပြီးတော့ဒီရှိနေဝတ်ဆောင်လေးနဲ့လေမင်းနဲ့သိလိုက်တာပဲဒါပေမဲ့ရှင်မဖြက်ကနေမောကြည့်တယ်ဆက်ပြောလေမပြောသေးဘူးနောက်ကြမှာမပြောလိုက်ရင်မသိပါရဲ့ခေါ်ဒီအလုပ်ကိုသဘောမကျအောင်ဟုတ်လား
这个什么来芒果检查的，跟一姐皮那个都不看过进来的。好的，ဒီလောက်ကမင်းကောင်းတဲ့မှာအချိန်ပြေချင်းနေမြအလို့ကိုယ့်အတွက်ဘာမှကြံမှာမဟုတ်ဘူးဒီလောက်တွေရရမှာပဲကိုယ့်ရင်တွေကခွင့်မပေးနိုင်မင်းနဲ့ကိုလက်ချက်ပြီးရင်အဲ့ဒီကိစ္စတော်တော်လေးဆွေးနွေးရလိမ့်မယ်တင်နေကာနာရောက်လာတော့ရမကပြုံးတုံးတုံးလေးလောက်ကတကားဖွင့်ဖို့လန်လန်းလျင်တကောင်ကရမလက်ကလေးကိုဟန်ဆွေးထားတယ်ဘာလေးခေါဟိုမှာမင်းတတီလာနေတယ်ရမသမင်းလေးပြန်လှည့်ကြည့်လိုက်တယ်ဦးတတ်ပိုင်းကအစ်ဆက်ဆက်မျက်နှာနဲ့ရမဘေးမှာရောက်လိုက်တယ်။လက်ဝဲစစ်ချက်တွေထွက်ဖို့မလိုတော့ပါဘူးသမီး။သမီးစူးစမ်းပန်းစားစုဆောင်းတင်ပြထားတဲ့အချက်တွေနဲ့ပဲမိမိကိုစီရင်ချက်ချလို့ရနေပါပြီ။အမှုတစ်ခုဖြစ်လာရင်လိုအပ်တဲ့သက်တရားထောက်ထောင်စုံအောင်ရှောက်ပေးစုဆောင်းရတာသမီးတို့ရှင်းနေရလောက်ပါတည်း။ဥပဒေဟာမရှိတာကိုအရှိလို့မရပါဘူး။ရှိတာကိုလည်းမရှိဘူးဆိုပြီးဖြတ်ပြလို့မရပါဘူး။သမီးဘက်ကသမီးလောက်စရာရှိတာကိုသမီးလောက်တာပါသူ့တက်ချက်ပိုင်း၆ကက်ကကြေကွေးတန်ကြီးနဲ့ခေါင်းမော့သာရှိလိုက်တယ်လောက်ပါပြီးတဲ့အထိလောက်ပါသမီးရဲ့အောင်မြင်မှုလေကထစ်တွေမြင်ခွင့်ရလို့ဒေဒီကဝမ်းသာပါတယ်တခုပဲဒေဒီသိချင်တယ်သမီးဟာဆွဲချက်ပြင်းပြင်းနဲ့အချုပ်ကြမိသူထောင်ကြမိသူတေတံဖြစ်ရအောင်ကြည့်ရခွင့်မှာမိမိဟာအညူအတေအကြောင်းတေစီလိုသောဆန္ဒနဲ့ရက်ဆက်စွာကြံစီတက်ဖြတ်ခဲ့တယ်ဆိုရင်ဆွေးချက်တွေတင်းသွားခဲ့တယ်။သမီးမိမိကိုဘာဖြစ်လို့ဒီလောက်ထိမုန်းရတာလဲ။မိမိတေတံအထီးကျသွားခဲ့ရင်သမီးအတွက်ဘလို့ဝမ်းသာပျော်ရွှင်မှုမျိုးဖြစ်လာနိုင်တယ်လေ။အဲ့ဒါဒေဒီကိုရှင်းပြစမ်းပါ။ရှင်မကဥပထပိုင်းကိုတိတ်ဆိတ်စွာငေးကြည့်နေရကနေခက်မမေ့လေးပြုံးပြီးတော့မျက်နှာမော့လိုက်တယ်။ဒေဒီမှားနေပြီ။သမီးတင်ပြခဲ့တဲ့တက်တေပြချက်တွေဟာလမ်းမေးလက်ဖက်ရည်ဆိုင်ထဲမှာတင်ပြခဲ့တာမဟုတ်ဘူး။အရာဘာတစ်ခုရှိမှကျင်ညာခဲ့တာလည်းမဟုတ်ဘူး။ကျူးလွန်ခဲ့တဲ့အပြစ်လိုက်တရားမျှတစွာစီရင်ပေးနိုင်တဲ့တိုင်တရားသူကြီးနဲ့နိုင်ရာကကြီးတွေရှိမှတင်ပြထားတာ။လူအများလာရောက်ကြည့်ရှုနားထောင်နိုင်တဲ့ပြည်သူရုံးတော်ကြီးတွေကတရားခွင်ထဲမှာတင်ပြခဲ့တာ။သမီးတင်ပြချက်တွေမှားရင်မှားတယ်လို့မှန်ရင်မှန်တယ်လို့သူတို့စီရင်သွားပါလိမ့်မယ်။ဒါဟာအချက်အမုန်းတွေထုချေဖြည့်ရှင်းတဲ့နေရာမဟုတ်ဘူးဆိုတာဒေဒီနားလေပေးပါ။ရှင်မကားပေါ်တက်လျင်တကောင်ဆက်ခွင့်နဲ့သူ့တက်ချက်ပိုင်းမျက်ရည်ဝဲဝဲနဲ့ကြံခဲ့လေတယ်။ဒီသမီးကိုသူ့မိတုံးကစကားနိုင်အောင်ပြောခဲ့ဘူးလို့လေအခုတော့သူကအမှန်တရားဘက်မှာပို့လို့ပင်ပြောနိုင်နေတဲ့အချိန်ဒေါ်မီမီအတွက်မျောလေးချက်မရှိနိုင်တော့တာသိလိုက်တာနဲ့သူ့တက်ချက်ပိုင်းဘသူကမှအကောင်းမြင်လို့မရတော့တာရဲလိုနေမိတာမှသိပေမဲ့မြင်လို့မရအထူးသဖြင့်သမီးကိုသမီးဖြစ်ပေမဲ့ကိုကမပိုင်တရားခွင်မှာမိတွင်းနဲ့လဲပါသမီးနဲ့ဖအေးရေဆိုင်ကြရပြီဆိုတော့တဲ့ကြောင့်ဦးဆုံးရုံးတင်ခဲ့တဲ့နေ့မှာသူ့မှာခေါင်းမဖော်ရေးခဲ့ပါအခုတော့သူလောက်ခဲ့ပေမဲ့စနီးတွေကလက်ထိတ်တန်းလန်းနဲ့သူဘလို့ဖြေသိမ့်နိုင်ပါမလဲနောက်ပြီးအမှုကဒေါ်သားလျောင်းအမှုမဟုတ်ပေကြံစီကျူးလွန်ခြင်းကိုရမကပေါ်လွင်အောင်တင်ပြခဲ့တယ်ပြစ်မှုပိုကြီးအောင်စမ်းဆောင်ကြိုးပမ်းနေတယ်ဒါဖြစ်တင်တာလားဒေါ်မီမီဆိုတာဘလောက်ပဲမုန်းခဲ့ဘလို့ပဋိပက္ခမျိုးပဲရှိခဲ့ဖရင်ငုတ်တုတ်ကြီးရှိနေပါသေးတယ်သူကိုယ်တိုင်အမျိုးမျိုးဘလောက်ထိတောင်းပန်ခဲ့သလဲတေတဲ့လူကတေပြီးကြံခဲ့တဲ့ဖရင်မျက်နှာနဲ့မိသားစုပျက်စီးရမယ့်အလုပ်ကိုမညာသင့်ဘူးလားဥပဒပိုင်းဘလို့ပဲလှည့်တွေရမရဲ့ရက်ဆက်ခြင်းတို့ကတရရဲ့ပေါ်လွင်လာပါတယ်မိမင်းသိမ့်လိုက်တဲ့မိန်းမရမဆိုတဲ့ဒီမိန်းကလေးကိုမှမိမိုးထင်မတွေ့ခဲ့လေတယ်သူ့မှာဂိူးနာဓာတာများနဲ့ရင်ထုမနာဖြစ်လို့မဆုံးရှမဘာလို့နေလဲအဲ့တော့မလို့လေ7 နာရီထိုးရမယ်ဖောက်တဲ့ကတပြေးချတဲ့တေးထွက်လာပါတယ်ကိုချင်းသားပဲမရဲ့စားတွေကြားမှာအလုပ်ရှုပ်နေရမဟုတ်လားမဟုတ်ပါဘူးခွန်ရဲ့10 နာရီခွဲကလေးကရမအိယာလေးရောက်နေရဒါဖြင့်မအိတ်သေးပဲဘာလုပ်နေရခွန်အကြောင်းစဉ်းစားနေရဘာတွေလဲဒီအချိန်ဆိုခွန်ဘာလုပ်နေလဲလို့ပေါ့ဒီအချိန်ကြီးခွန်ရောဘာလုပ်နေလဲအခုဘယ်ရဆက်တာလဲကိုမြောက်ရီရဆက်တာတကယ်ရှမအိယာပေါ်မှာပက်လက်ကလေးလေးနေရကနေလက်ဆောင်လေးပြောင်းသွားမိတယ်ခေါ်တနေ့ညနေကသွားကလေးပြန်မလာတာပေါ့ဒါဆိုမနေ့ကဖုန်းဆက်တာခေါ်အဲ့ဒီကဆက်တာပေါ့ဟုတ်တယ်အစားကတော့ရောက်ပြန်ဆိုပြီးထွက်ခဲ့တာဒီအောင်မှာကိစ္စမပြတ်လို့2 ရက်လောက်တော့အကြောင်းနေကွာကိုမျိုးလွမ်းနေကွာ
ရှင်မလေးရေထဲမှာတကယ်ဆွေးသွားတာပါသူရှိနေလေရင်ရှင်မစီဒီနေ့တစ်ခေါက်တော့အမြင်လာတယ်မြင်နေကြမျက်နှာကြားနေကြသူ့အတန်းမမြင်ရမကြားရရင်ရေထဲမှာပူလောင်တက်နေပြီဟိတ်ဘာရင်စဉ်းစားနေရလဲကိုကိုလွမ်းနေလို့ပြန်မပြောတော့ဘူးလားလွမ်းရောမလွမ်းဘူးလားဘယ်လိုပြောလိုက်ကြလဲခေါ်ရင်မိမတွေကပိုအသေးနုတဲ့ကြတာပေါ့ခုတ်ဝင်ရမှာအရက်လွမ်းနေတကယ်လားလွမ်းခိုင်းလို့လွမ်းတာမဟုတ်ဘူးလားခေါ်တော့ပြမငိုချင်လာပြီဟဲ့ကနေရှိတဲ့သေးသေးကြားရတယ်ချစ်လို့စားတာပါကွာကိုရုံပါတယ်ညင်းနေလာပြီရှင်မအိတ်တော်နော်ခေါင်းထဲမှာဥပဒေတွေရှုပ်နေနေအမကိုအကြောင်းလည်းတွေးမနေနဲ့ဒါတော့ဘယ်ပြောလို့ရမလဲရှင်မမချွေးနဲ့ကွာဒီမှာကိုလက်ထီးဟာဟန်ဖုန်းကျင်းမသွားလိမ့်မယ်ရှင်မအတန်လေးထွက်အောင်ရှိလိုက်တယ်ကောင်းနေသူများကြတော့တိတ်အနိုင်ကျင်တာစိတ်မခေါ်နဲ့နော်ကိုညာတွင်ချင်းပြန်ချက်လာလို့ရတယ်ရှင်မပတ်ဆက်လေးပိတ်သွားမိလေဟိတ်မရှိရတော့ဘူးလားသွားလူစိုးရှင်မသူ့ရှေ့မှာရှိနေတယ်လို့ပဲမျက်စောင်းလေးထိုးလိုက်မိသွားပြီးမှရှက်သွားလေအိတ်တော်မေခေါခုနကမှကိုမျက်စောင်းပြန်ခဲ့မယ်ခေါကိုယ်တိုင်ကားမောင်းလာလိုက်ဒရိုင်ဘာပါပါတယ်လမ်းမှာယူဆိုင်တော့ခေါအဲ့ဒီဘက်တွေကတိတ်မကောင်းဘူးလေစိုးရင်လေပေါ့ခေါမနောက်နဲ့ကွာဒီမှာအတီပြောနေတာစိတ်ချရှင်မဆိုရဲရှိနေမှလေးကိုမပိုင်းရသေးပြီနဲ့တကုံးဆိုရဲကောင်ဘာမှဖြစ်ဘူးပြောင်းချောချောမပြောနဲ့တတိဆိုတာပိုရင်မရှိဘူးကောင်းပါပြီဗျာအိတ်ကြစို့ခေါအတူတူလားခေါနော်တယောက်တည်းမျက်နှာလေးနီနေကရှင်မဖုံးပိတ်ပြလိုက်တယ်ဆက်ပြောနေရင်မိုးလေးသွားတာတော့မှစကားတွေကကုန်နိုင်မယ်မထင်လွန်လိုက်တာခေါ်ရင်တကုံဝေးပေးထားတဲ့ဟန်ဖုန်းလေးကိုတီယိုတီယာပုတ်တက်နေရှင်မတကုံကိုတတိယရေးစိတ်ကဖြေလို့မရပါရှင်မခေါ်လိုက်တဲ့အတန်းကြောင့်အထူးဆိုင်တော့ဖြစ်သွားမိတယ်ဟေးကြည့်လိုက်တော့မမှုသွင်းတို့ညီမနှစ်ယောက်ဒီနေ့အပိသက်အမှုစစ်ဆေးပြီးတဲ့နေ့ဒါနေ့လာကောင်ပိုင်း29ရက်နေ့မှာစီရင်ချက်ချရမယ်မမှုသွင်းကရမစီကိုပြေးတစ်ပိုင်းလိုက်လာကဒုနဲ့ခဏလောက်လိုက်ဖြစ်ပါရဲ့မဆွေးနွေးစရာလေးရှိလို့ပါရမကောင်းခါတယ်ငါမလိုက်နိုင်ဘူးမအဲ့ဒီလောက်အထိအချိန်ပေးလို့မရအောင်ငါမှလုပ်စရာတွေရှိတယ်ခဏလေးပါရဲ့ပါလေနင့်ရောတခုလောက်မှစိုးလို့လားဘာရှင်မကခက်တီတီလေးစိုက်ကြည့်ကမေပြုံးလေးတစ်စကိုဖန်တီးတယ်မတမသူရဲ့ရံမှုကိုသာတွေးကြောက်နေရမယ်ဆိုရင်အမှန်တရားကိုဘယ်သူကိုဝေရဲပါမလဲနင်းတို့ကြောက်စရာငါဘက်ကဘာမှမရှိဘူးဒီပမေရဲ့မလို့အပူးထင်လို့ငါမလိုက်နိုင်နေပါဦးရမမမှုသွင်းကရမလက်ကိုဆွေးထားတယ်လီလီသွင်းမှာအနားကိုရောက်လာလေရောမလိုက်နိုင်လေရုံရှိကအေးဆိုင်တစ်ခုခုမှပဲပြောရအောင်ပါဒီတော့အချိန်ရတယ်မဟုတ်လားရှင်မကတူတူကိုတစ်ချက်ကြည့်ပြီးတော့ကောင်းနေတယ်သွားလေတူတူတော့ရောက်အေးဆိုင်မှာထိုင်မိကြတော့ဘာမှမပြောရသေးခင်မမှုသွင်းကဟိခနေငိုချလိုက်တယ်မမှုသွင်းကမျက်နှာငုံချကမျက်ရည်တုပ်တယ်ရှင်မကအရေးတောင်းပလင်းမှာပြီးတော့ဘာမှမပြောဘဲအသာဆောင်ကြည့်နေတယ်မမှုသွင်းကငိုလက်စမျက်နှာနဲ့မော့လာကအမှုကအားလုံးစစ်ပြီးသွားပြီလူဖြော်ရဲ့လက်ဝဲရရှင်ဟာမမီဖြစ်တယ်ဆိုတာကလည်းပေါ်သွားပြီးပြီအဲ့ဒီနောက်29ရက်မှာစီရင်ချက်ချရင်မမီဘလို့အဖြစ်မျိုးခံရနိုင်တယ်လေငါတို့ကိုပြောပြစမ်းပါဟုတ်တယ်အန်တီမိကိုမသိမချင်းတက်ဖို့ကြံစီထားတာပါဆိုတဲ့တက်တေပြချက်တွေနဲ့နင်ကရရဆက်ဆက်ကြောက်တွန်းခဲ့တာမမီအပြစ်ပိုကြီးအောင်စူးစမ်းခဲ့တာနင်တက်ရောက်มาရဲ့မှာအန်တီမိတရားရဲ့အပြစ်တွေမခပဲအရင်ကညှို့ချက်တွေနဲ့မမီကိုနင်အလျောက်တော့နင်နှိတ်ကိုပြစ်လိုက်တာနင်တော့ပါတယ်ပညာရေးလေးပြေးပါပါတယ်နင်ဖြစ်စေချင်တယ်လို့မမီအပြစ်ကြီးသွားပြီဆိုတာပြောပြစမ်းပါရှင်မအန်ဂျီလီယာနှစ်ယောက်လုံးကိုစိုက်ကြည့်တယ်စီရင်ချက်ချတာငါတော့မဟုတ်ဘူးမမစီရင်ချက်ကိုသိချင်ရင်စီရင်ချက်ချမိနေမှာလာနာတာနင်သိမှာပါနင်သိလို့ပဲတမင်ဆွေးချသွားတာမဟုတ်ဘူးလားဒီမလေးလေးဥပဒေဟာတိုင်းပြည်ရဲ့စီကံပဲစီတီကမစိမ့်တဲ့ချိန်ခွင်လို့ပစုံလေးတင်ငါးလေးတင်လိုအပ်လာရင်မတိမတာခိုးချလိုက်တာမျိုးလုပ်လို့မရအောင်ဥပဒေချိန်ခွင်ဟာအပြစ်ရှိတဲ့သူကိုပဲချိန်တယ်အမှန်တရားကိုအလေးခိုးယူသလိုခိုးယူလို့မရအောင်ငါတင်ပြခဲ့တဲ့ကောင်းနှုတ်ချက်တွေတွေ့ရှိချက်တွေမှန်မှန်ကန်ရင်အမှန်တရားကပေးချသွားမှာပဲဒီအတွက်ငါ့ကိုဘယ်သူမှဘလို့ထင်ထင်ဂရုမစိုက်ဘူးရှင်မကခမမေလေးပြောပြီးတော့ကလန်ထိုင်နောက်နေမှာခမမတ်နေပြီး
တို့ရှင်းနေတွေ့ရလောက်ကဖြစ်လာတဲ့မှုနဲ့ပတ်သက်သမျှအမှန်တရားပေါ်လာအောင်သိနိုင်သမျှရနိုင်သမျှအကျိုးအကြောင်းအချက်လက်တွေရှောက်ပြီးတင်ပြမယ်။ဒါကိုတရားသူကြီးကဆုံးဖြတ်မယ်။စီရင်ချက်ချမယ်ဒါပဲ။တရားရုံးတော်ဟာရှိထားတဲ့ဥပဒေအတိုင်းတသက်မတည်းဆုံးဖြတ်မှာပဲ။ဥပဒေကိုနားမလည်တဲ့လူပိန်းတွေဖို့ကတော့ကြွေးပါဆောင်တည်တယ်လို့ပေါ့။ရက်ွက်ထဲမှာတပန်းတက်ကြတယ်လို့သူ့ပါကိုင်ငါနာပြန်ကြိုက်တယ်ဆိုတာမျိုးဥပဒေကဖက်ကိုက်လို့မရတော့ယာရီဘက်ကချိုးနေကြတာမဆမ်းပါဘူး။ဒီလိုပြောချင်တာဒါပဲမဟုတ်လား။နေရောမမီဘလို့အဖြစ်မျိုးကြာသွားနိုင်လဲဆိုတာငါတို့သိချင်တယ်။ဒီမှာကရှေ့မှာရောက်နေတဲ့အရေးပလင်ကိုဆောက်ခနဲ့ဘေးရွှေ့ဖေကထားရလိုက်ခြင်းပြီးတော့အိတ်ထဲကငါရတဲ့ဒီရက်ကိုထုတ်ပြီးတော့စပေးပေါ်ခက်ဆက်ဆက်ချပါငါပြောပြီးသားပဲနေတို့နားကောင်းနေဆိုရင်ကြားလိုက်မှာပါနှစ်ခါပြန်ပြောဖို့ငါစိတ်ဝင်စားရှင်မကကလန်ထိုင်ကိုခြေထောက်နဲ့တိုက်ပြေကလှည့်ထွက်လာခဲ့တယ်မူမူသွင်းရင်တောက်ခေါက်တန်ကကျေလောင်စွာတရားလိုပြရှိနေတရားခံရှိနေတို့ရဲ့တင်ပြလျှောက်ထားချက်များစစ်ဆေးရရှိထားတဲ့တသေးတို့ရဲ့ထွက်ဆိုချက်များနဲ့တသက်ကံပစ္စည်းတို့ကထုတ်ပေါ်ရရှိခဲ့တဲ့ဓာတုဗေဒတွေ့ရှိချက်တို့အားလုံးကိုတရားသူကြီးကတစ်ခုချင်းရှင်းလင်းပြသစွာဖတ်ကြားသွားလေတယ်။တရားခွင်ကတိတ်ဆိတ်ခြင်းတို့သာကြည်ဆိုလျက်စာရွက်လှန်သောအတန်တပြင်းချတဲ့လှုပ်ရှားတဲ့တေးသေးတို့ကတရားသူကြီးထံကနေထွက်ပေါ်လာတဲ့စကားတန်အတိုင်းအတွက်ရင်ခုန်လှိုင်မောစွာရှိနေသည်နှင့်တရားခံတော်မိမိသည်တေဆုံးသည့်တော်ရှင်မေပိုင်အားတေစီလိုသောဆန္ဒဖြင့်ကျန်စီကတပြက်ခဲ့ခြင်းဖြစ်ပြီးတေစီနိုင်သောဆေးကိုအားစေးကြောင့်အတွင်းမှာဆရာစာလေးလှည့်ပြီးအပေါ်ဆောင်ထားခြင်းသည်မသိမချင်းကြံစီတက်ဖြတ်ရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်းထင်ရှားပေသည်တရားသူကြီးကအမှုဖက်ကြရင်ဒေါ်မိမိချင်းကိုမျက်လုံးဝင်းကြည့်တယ်ဒေါ်မိမိမျက်လုံးတို့ကပစောများသမျှကဲ့သို့ပြူးကျင်ဝိုင်းဆက်ကခြံတိုင်းကိုကင်ထားတဲ့လက်တို့ကပြိဆုပ်ထားတဲ့ကြားကနေတစ်ဆက်ဆက်လှုပ်ခါနေသူတစ်ပါးကိုတရေခဲ့တဲ့တတိတော့ပြေပြောက်ကုန်တာလေတရေသူတိုင်းမတရေကြတာကိုရမဆေးဆေးကြည့်ပြီးတော့မျက်နှာလှည့်လိုက်တယ်ဒေါ်မိမိကြခံရမယ့်အဖြစ်ကိုရမခံမှန်းမိလိုက်တယ်တရားသူကြီးရဲ့တန်ကကြည်လင်းပြတ်သားစွာတလုံးချင်းထွက်ပေါ်လာတယ်ထို့ကြောင့်တရားခံဒေါ်မိမိအားဤရုံးတော်မှာထိုက်တန်သောအပြစ်ဒဏ်ချမှတ်လိုက်သည်ဒေါ်မိမိကိုလုံးကြီးကစက္ကန့်တုံသွားတယ်တရားခွင်တစ်ခုလုံးခြောက်ချောက်ပွေတိတ်ဆိတ်သွားတယ်အမိတ်တရားသူကြီးရဲ့တန်ကမိုးထစ်ချုံလိုက်သည်နေတရားခံတိုင်းအတွင်းသေးကြီးပြက်လောက်တဲ့အတန်အပေါဥလိုက်တင်အမိတော်ထားထားမိတို့ရဲ့သမီးဖြစ်သူဒေါ်မိမိသည်တီသူဒေါ်ရင်မင်းပိုင်အားမသေးမချင်းတက်ဖြတ်ရန်ကြိုတင်ကြံစီချက်ဖြင့်တက်ခဲ့ကြောင်းပြစ်မှုထင်ရှားသဖြင့်ပုံမှန်300နှင့်ကြေးခပွဲအရာတေးစီတေးစားရန်အမိတ်ချမှတ်လိုက်သည်မမီမိမိရုံးတော်တစ်ခုလုံးရုပ်ရုပ်သေးသေးဖြစ်သွားလေတယ်တရားသူကြီးနဲ့နာယကကြီးများစင်မြင့်ထက်မှမရှိတော့ပါမမီမိမိဒါမမီတယောက်အုံခင်းနေတဲ့လူများကြောင့်မှဖြူတိပြူကြောင်ထင်းချုပ်ထားသောရေးတွေကြားမှာအတင်းချရုံနဲ့လက်နှစ်ဖက်ပူးရှက်ပြီးခတ်ထားတဲ့လက်ထိပ်မှာတချွန်းချွန်းမြည်နေတယ်ဒါမမီမျက်လုံးပြူနေတော့လေဘာမှမမြင်တော့သူ့နားထဲမှာရှင်းနေဝဆုံလှလာပပလေးနဲ့ရှင်မပြောကြားသွားခဲ့တဲ့စကားသံများသာဒုတိယအကြိမ်ချက်မှန်ကြံစီတွေမသိမချင်းတက်ပြည့်ရန်ရည်ရွယ်ထားတယ်ဆိုတာထင်ရှားနေပါတယ်မသိမချင်းတက်ပြည့်ရန်ရည်ရွယ်ထားတယ်ဆိုတာထင်ရှားနေပါတယ်မသိမချင်းတက်ပြည့်ရန်ရည်ရွယ်ထားတယ်ဆိုတာထင်ရှားနေပါတယ်ကာမနားထဲမှာအထက်ထက်ကြားကဒေါ်မီမီမခံမရနိုင်ထခုံနေဒီကြောင့်ဒီကာမကြောင့်မသိမချင်းတက်ဖြတ်ရန်ကြိုတင်ကြံစီချက်ဖြင့်တက်ခဲ့ကြောင်းထင်ရှားတာကြောင့်တေးစီတေးစားအမိန့်ချမှတ်လိုက်သည်တေးစီတေးစားအမိန့်ချမှတ်လိုက်သည်တေးစီတေးစားအမိန့်ချမှတ်လိုက်သည်တရားသူကြီးအမိန့်တန်ကနစီကိုထိုးဖောက်တိုးဝင်သွားသလိုနှလုံးသွင်းမှာပြင်းထန်စွာရှိုက်ခံလျက်ဒီကိုယ်လုံးတစ်ဆက်ဆက်တုံနေတယ်တတ်မေငါတရားမယ်ဆိုရင်နေတော့ဘာမထားခဲ့ဘူးမိရမညီရောငါတတ်မယ်လူတက်တိရှက်နေမှာညီကတကယ်လူတက်ကခွေးမဒရစ်ဆန်မလာစမ်းမမီရဲ့မမူသွင်းတို့တရားကိုတရားဖန်ငိုကြတယ်ချုံနောက်ဆေးခေါ်တော်သူတို့နောက်ကိုလက်ထိတ်တန်းလန်းနဲ့ခေါင်းပေါက်အဟိပါသွားတဲ့စနီးတဲ့ရဲ့အဖြစ်စုကိုရင်ထုမနာကြည့်ရင်ဥတက်ထပ်ပိုင်းမျက်ရည်ကျလေတယ်အခုတော့ဘသူပါတတ်နိုင်သေးလေလောဘနောက်ကိုမလိုက်ဘူးသူအကြံကြံတားခဲ့တယ်
မတော်တာမလုပ်ဘူးသူတစ်ဖက်ဖက်တတိပေးခဲ့တယ်မိဘမြစ်တာတို့ပဲဖြူစင်စွာရွှေ့ပြလိုက်ရမလားမိဘတိုင်းဟာတာသမီးအတွန်းနဲ့ပတ်သက်လာရင်တစုံတယောက်အပေါ်ဖြစ်စေတသိန်းတစ်ဖွဲ့အပေါ်ဖြစ်စေပြစ်မှုကျူးလွန်ဖို့ဖောက်ပြန်ဖို့ဝန်မလေးတတ်ကြပဲလူဆိုးလူချမ်းကြီးဖြစ်ကောင်းဖြစ်နိုင်ပြလိမ့်မယ်တော်တော်သူတို့ရင်ထဲကနှလုံးသွေးတို့သည်တာသမီးအတွန်းထာဝရဖြူစင်နူးညံ့လျက်ရှိသည်တောင်မိမိမှားခဲ့တာဟာတာသမီးတွေကောင်းစားရဲ့အတွက်ဆိုပါလေမမဥပဒတ်ပိုင်းမျက်ရည်စက်တော့အဆင်မပြတ်စီကြလာကြတယ်အားလုံးဟာလူမိုက်တွေလားရွှေကြီးထိုးတွေတစ်ဖြက်ဖြက်လက်နေတဲ့ပန်းနုရောင်ချိတ်တစ်ပင်ကိုတင်းပြလာတော့ကိုလုံးလေးမှာချက်ချက်ကက်ကက်ဝတ်လိုက်တယ်ပါလေရောပြောရီကပြောင်းလဲနေတဲ့ပန်းနုရောင်လက်ရှိရင်စိအင်းကြီးလေးကအရှိုင်ဝတို့နဲ့ကောက်ကြောင်းကြီးနေတော့ကိုလုံးလေးကိုအနာသက်ပုံဖော်ပေးထားသည့်အတိုင်းမေရီကရမပခုံးလေးပေါ်ကိုပန်းရောင်လှလှပေါ်ဝါပါလေးကိုရော့ရည်ရည်တင်ပြလိုက်ပြီးတော့တိတ်လာတာပဲရမရဲ့မိမအချင်းချင်းတော့ငါဖြည့်ကြည့်လို့ကိုမဟုတ်အောင်လုံးမနေနဲ့ပြန်လာမှစားရမှာတကယ်ပြောတာမေရီကရမလေးတိုင်းကတရစ်စီဝတ်ထားတဲ့လေဆွေးတွေကိုကြာကြာနာနာထပ်ပြီးတော့ပြုပြင်ပေးတယ်ကြည့်ပါဦးမင်းလူကြီးကမိမနဲ့ကင်းနေတာပြောတယ်လေဆွေးတွေကိုတရစ်စီသူ့ဟာသူစီစဉ်ပေးထားတာဝတ်ထားတဲ့ပန်းနုရောင်လေးနဲ့မလောက်လိုက်ကြလေမနေ့ပိုင်းရှုံးမှာလက်မဲ့ထိုးရုံပေးမှုအလှပြင်စရာနဲ့တခန့်တနောက်ပြင်ဆင်ခြင်းနဲ့တကောဆန္ဒကိုရမမနေပဲညင်ခဲ့ရတယ်ဒီပမေညဘက်မှာကျင်းပမယ်မင်္ဂလာအိတ်ခံပွဲကတော့အကြီးအကျယ်မို့သူ့စိတ်တိုင်းကြောင့် beauty parlor မှာပြင်ဆင်ရမှာဖြစ်တယ်မပြီးသေးဘူးလားမေရီတော်ကြသူ့လာခေါ်တော့မှာပြီးပြီလေဟာဒီမှာရှင်ချိုးလေးထိုးလိုက်အောင်အနည်းအောင်ရွှေဘူးလေးကိုဖင်းပြီးတော့မေရီကခေါင်းစာဖူးဖွေးလေးကြားကနေတစ်ဖြက်ဖြက်လက်နေတဲ့ရှင်ချိုးလေးကိုတီယူတီဟာထုတ်ယူလိုက်တယ်ရှင်ချိုးလေးကရွှေပြားအသေးပုံလေးပေါ်မှာနေဆွေးနေမောင်တကောနဲ့မရမပိုင်ဆိုးဆိုတဲ့နာမည်လေးတွေကိုဖောင်းကြရေးထွင်ထားကအသေးပုံရဲ့အနာသက်နဲ့မြားတဲ့ကလေးမှာစိန်တွေစီထားတယ်မေရီကရှင်ချိုးလေးကိုရမရဲ့ဘေးဘက်ရှင်အောင်တိတိမှထုတ်ပြင်းချစ်တာတွေနော်ချစ်တာတွေငါတော့ဒီတက်တက်လင်းရတော့မယ်မထင်ပါဘူးဘာဖြစ်လို့လဲနင်းလူကြီးကနေကိုဒီလောက်သေးနေတာငါ့ကိုအဲ့ဒီတယောက်တော့သူကနင်းလူကြီးချစ်တယ်လို့မချစ်နိုင်ဘယ်လိုလုပ်မလဲငါခဏခဏပြဿနာရှာနေရနေကောင်းကောင်းအိပ်ရမှာမဟုတ်ဘူးရမကရှိပြီးတော့မေရီပါလေးကိုလိန်ဆွဲတယ်အဲ့ဒီတော့လည်းမယူနဲ့ပေါ့ရဲ့ငါကတောက်လေးမွေးလိုက်ပြီလေပြီးတော့နင်းနဲ့ပေးစားမယ်ငါတာဆိုတော့နင်းကိုချီအောင်ငါကပြောပြပေးမှာပေါ့ကြည်စမ်းကောင်းမဆုံးငါကပဲသူ့သားကြီးမှလီယူရတော့မယ်အတိုင်းမစောင့်နိုင်ဘူးလားမစောင့်နိုင်ပါဘူးနေတော့ပဲငါရှင်မှာခဏခဏသေးပြနေတာငါလေးယူမှာပေါ့နှစ်ယောက်တော့ရီမောကအင်းရှိအိတ်ကန်စီကိုထွက်လာကြပါတယ်ဟောကွက်တီပဲကားတန်ကြတယ်သူတို့သားကြီးလာပြီးတင်နေနှစ်ယောက်တော့ဘော်ဒီကိုအောက်ကိုလှမ်းကြည့်မိနေကြလျင်မြင်ကွင်းတွေဝေလာတဲ့ကားကတကောက်ကားမဟုတ်လီလီတွင်ကကားပေါ်ကနေခက်တော့ဆင်းလာတာမမှုတွေကလည်းကားဆက်ကိုမတက်စတီယာရင်ကိုင်းထားတဲ့လက်တော့ကိုမဖြေပေးလူသေးကောင်းမျက်နှာမျိုးနဲ့မျက်တောင်မခက်ခက်ကြောင်ကြောင်နဲ့ငေးကြည့်နေတာကြောက်ရွံ့ကြီးလို့ရှင်မလီလီတွင်ကရှင်မကိုငေးကနေစိုက်ကြည့်လိုက်ပြီးမှလက်ကိုပြေးဆွေးတိတ်ဒီအချိန်နဲ့မကောင်းရှင်မမမေးစိတ်နဲ့အဲ့ရတဲ့လေးနေကလေးကဒီနေ့အထိလုံးဝထမ်းလည်းမထူတာအခုလေလီလီတွင်ကပြောရင်းကိုတယ်ဒေဒီနေကိုခေါ်ထားလိုက်တယ်ဒေဒီရဲ့နောက်ဆုံးအချိန်ကိုနေလိုက်ပြပါရမအေးနေကိုစောင့်နေရှာတာအော်ရှင်မထူပူသွားတယ်စိုးရင်စိတ်နဲ့အတူတကောမျက်နှာကိုပါပြင်းပြင်းနေတိတိုက်ဆဆိုင်ကိုရဲ့မင်္ဂလာအချိန်မှာဒေဒီရဲ့အမင်္ဂလာသတင်းဆိုကိုကြားရတဲ့အပြင်ရှင်မနေလည်းမဲ့သွားထိုးရမှာနော်ဒီစကားမျိုးမင်းမပြောသင့်မှန်းသိတော့လေမေရီဘာကိုစိုးရင်မှန်းမသိပဲအလိုမကျစွာပြောလိုက်မိပါတယ်လီလီတို့ရဲ့ဒေါသမျက်လုံးတို့ကမေရီစီကိုတိုင်းခနဲ့ရောက်လာတယ်ဟိုမှာတော့မိဘရဲ့အသက်ပါယောက်ျားကြီးကိုလက်မဲ့ထိုးတာဘေးနေထူလို့ဖြစ်ပါတယ်ပြောပြီးတော့ရမဘက်ကိုပြန်လှည့်ကလက်ကိုဆွဲတယ်အချင်းသိမ့်မရှိဘူးအသက်မြောင်သွားမဖြစ်မေလိုက်ခဲ့ပါရမရဲ့လာပါရမမေရီလက်ကိုဆုပ်ကန်လိုက်တယ်ဒေဒီအတွက်သူတွေ့ဝဲမနေသင့်ဘူးလို့ထင်နေငါဒေဒီစီလိုက်သွားမှဖြစ်မယ်မေရီခေါ်လိုက်ရင်ဒီကပဲစောင့်ခံလိုက်တော့နော်ရှင်မနေမေရီကိုရမလှည့်မကြည့်တော့ပဲကားပေါ်တက်သွားတယ်မမှုသွင်းမောင်းလာတဲ့ကားလေးကပြက်ကွယ်သွားပြီးတိတ်မကြမီအဖြူရောင်ပါချီရောကားတိတ်ကလေးကထိုးရက်လာတယ်ကိုတကောင်
မေရီဦးရဖာရပြည့်စင်နေရှိမရောပါတော့ပြီဘယ်ပါတော့လဲအခုလည်းမမှုတင်တော့ခေါ်သွားတာသူတို့တည်းဒီအသက်မအောင်လို့တဲ့ဟင်တကောကားပေါ်ကနေခြေတစ်ဖက်ခြာရောင်ရှိသေးတယ်ဒက်ရှ်ဘုတ်ပေါ်ကဟန်ကောင်ကမိလာတယ်ဟယ်လိုတကောင်ပြောနေပါတယ်မောင်တကောင်ငါတက်ချက်ပိုင်နေအဲ့ဒီကိုမမှုတို့ညီမရောက်လာလားညီမရှိရလားနင်ပြောစမ်းပါမပြောနိုင်တော့ပါတကောင်ဖုန်ပိတ်ဖို့ပင်တတိမရပဲချထားတဲ့ခြေတစ်ဖက်ကိုပြန်တင်ကားတကားဆေးပိတ်ကတရှိန်ထိုးထွက်လာခဲ့တယ်ရှမကိုဟိုညီမတခုခုကြံစီပြီးဆိုတဲ့အတီးကြောင့်ခေါင်းတွေထူပူပါလမ်းမကြီးပေါ်ကားရောက်လာမှတတိထားပြီးတော့အချိန်ကိုပြန်ထင်းလိုက်ရတယ်ရှမဘာမှမဖြစ်ပါစေနဲ့သူများကိုတိတ်ရင်ကိုလေးတရားမှာပဲဆိုတာသိတာပဲသိလို့ဒီလိုခံလိုက်တာလေကားမောင်နေရကနေမမှုသွင်းကအယူတရားလိုမျိုးအော်ရီတယ်လီလီသွင်းက base တကား loss တွေကိုအပိုင်ချပြီးသားမို့ရမ6ချားနေပုံကိုအစ်ဆက်တင်းမာတော့မျက်နှာနဲ့အရသာခဲကြည့်နေတယ်ဘဲနဲ့လေရှင်းနေမှရဲ့နေသူများကိုတက်ဖို့ကြတော့ရှားစောင်းထက်ခဲ့တာပဲကိုလေးကြတော့စကလုံးတွေပျောက်ဆုံးကုန်ပြီလားနေတို့ဘာယူထားကြတာလဲတယောက်ကမဟုတ်တာလို့သူ့အဖြစ်သူခံသွားရပြီနေတို့ကထပ်မိုက်ကြအောင်မလို့လားအိုးဘဲနဲ့သူယူသွေးတဲ့နဲ့တရားလာချနေတာလေလူတက်ပါတယ်ဆိုမှဥပုသ်ဆောင်နိုင်ပါမလားဒီမှာမေ့ရမှာဘသူတရားရမတရားရနောက်မှမသိတယ်လို့ညီးတရားမယ်ဒါကြောင့်ညီးကိုချက်ချင်းတက်ပြလို့ရပါမယ်သွေးပြက်6ချာမယ်ညီးမျက်နှာကိုအားရပါရကြည့်ချင်လို့တမေခေါ်ချောက်လာတာဒါကရန်ကုန်ရဲ့နေနမိတ်ပြင်ပကိုတရရိပ်ပြေးထွက်လာတယ်မမှုတဲ့တော့ဘာလို့ကြားရမယ်ဆိုတော့ရှင်မသိလိုက်ရပြီသွေးပြက်6ချာခြင်းမဟုတ်ပေမယ့်ဘာမဲညာမဲမသိပဲသူများလောက်ကြံခံရလို့တေးလိုက်ရမှာမျိုးတော့မခံစားနိုင်ညီမနှစ်ယောက်ချာမှာပြေးပေါက်လေးပိတ်နေပြီဘယ်နဲ့လဲတရားရမယ်ဆိုတာသိလိုက်ရတဲ့လူတယောက်ရဲ့6ချာမှုကိုညီကိုယ်တိုင်ကိုချင်းစားချက်ပြီလားလူရှင်တော့ကအရှိန်ပုံမြင့်လာတယ်ကာမောင်ရင်ရှိနေတဲ့မမှုသိမျက်နှာမှာမျက်ရည်စီချောင်းတို့ထားလျက်ညီကိုဟောရီကားနဲ့အတူကြောက်ထိပြစ်ချမယ်ညီကိုတက်မိတဲ့အတွက်အပြစ်တခုလို့ငါတို့ကအဖမ်းမခံနိုင်ဘူးဒီတော့ညီနဲ့အတူငါတို့ကပါမလီမမီဆိုတယောက်တည်း6ချာချာနင်းတက်ရခဲ့ပေမဲ့နေရလေမှာအဖို့ရှိနေမှာပါလီလီတွေကရမလက်မကိုခက်ကြကြဆွေးထုကဒီမှာကောင်းပါအဲ့ဒါညီကိုချက်လို့အဖော်လုပ်ပေးတယ်လို့တော့မထင်နဲ့နော်နောက်ဘဝညီလူပြန်ဖြစ်တရိတ်ဆန်လေးဖြစ်ညီကိုလိုက်တတ်မယ်တရိတ်ဆန်ဖြစ်ရင်နေအသားကိုစားနိုင်တဲ့ဘဝကိုငါတို့ဖြစ်မယ်နေကိုအတလောက်ထိမုန်းနေသိလားအတိတ်လည်းမရှိဘူးမကောင်းတဲ့လူမကောင်းတဲ့လမ်းသွားတာငါလည်းပါဆိုင်လေနေတို့မိမိနေရဖက်ကြိုက်ခြင်းနေနဲ့ကောက်အခုရစမ်းဘာမမှုတဲ့စကနေလေးကြည့်ပြီးမှဒါဟာနေရှိပြန်နေတရားမှာကြောက်တာတော့ရှင်ခုမတောင်းမှန်ပဲလေတန်းကမာနေသေးတယ်ဒီနေရာကျတော့နေအုံနောက်ကအလုံးမလုံးတော့ဘူးထင်တယ်ကို့အသက်ကိုတော့အသေးခံပြီးတက်ချင်နေတဲ့လူကိုအမိတ်ပေးရတယ်နော်နေယူပဲတရားမှာကြောက်လို့ယူနေတဲ့အယူမမနောက်ကကားဖြူငါတို့နောက်ကိုလိုက်နေတယ်ထင်တယ်မမှုတဲ့ကဗတ်မှန်တီကလှည့်ကြည့်တယ်ပါကြီးရောကအဖြူလေးဒီနေ့လက်မဲ့ထိုးမင်းနေမှုအဖြူကိုတမင်ရွေးချေကအစ်စ်လေးပြီးလာတဲ့တကောကားကိုသူတို့မသိကားရဲ့ပြေနှုတ်ဟာမြင်ဆန်လာတာကြောင့်တရရိပ်ပြေးကပ်လာသည်နေဖြစ်နိုင်တယ်ဒီတိကလည်းမဟုတ်ဘူးမမှုတဲ့ကကားရဲ့အရှင်ကိုထမ်းမြလိုက်တယ်မမတယောက်ယောက်နှုတ်ဆက်ရင်လီတို့အစီအစဉ်ပြက်လိုက်မယ်ရှေ့ကလာတဲ့အဝေးပြေးကားကြီးနဲ့ပြစ်ဆောင်ပြစ်လိုက်တော့လီလီတွင်ကပြတ်သားသလားတကယ်တမ်းရင်ဆိုင်လာရတော့မမှုတဲ့ထိတ်ခလေးဖြစ်ကလက်ကမရောက်မမလုံလေမလုံနဲ့ရမကစတီယာတွေကိုအတင်းဝင်လူတွေသွားကနေပြေးဝင်လာတဲ့ကားချင်းနဲ့ဝိခနဲ့ပွတ်လွေးသွားတယ်နောက်ကလီလီတွင်ကရမစတုံးလှလာလေးကိုတအားစောင့်ဆွဲချလိုက်တော့မင်္ဂလာစတုံးလေးပြေကဆန်တွေလေးများထိတ်ခလေးလျှော့ကြလာတယ်ကားကခိုင်ရလျာဥတီချမ်းများပြောင်းနေစဉ်လီလီတွင်ကပြေးကလာတဲ့နောက်ကကားကိုလှည့်ကြည့်ကမမဘေးကြောက်တဲ့စိတ်ချပြလိုက်သူတို့ကကြောက်စီကိုဥပြန်မလေးနိုင်မီဘေးကဖြတ်တက်လာတဲ့ကလပ်ပိတ်ခံပြလိုက်တဲ့ကားတစ်စီးကြောင့်ကျင်းခနဲ့အတန်ကြီးကြည်လောင်စွာမြည်ဟီလျံကားနှစ်စီးစလုံးတုန်ခါပြီးပုတ်တိုက်ကရွှေ့ပါသွားကြလေတယ်စတီယာရီနဲ့ရှင်ဘက်ကိုဆောက်မိပြီးမမှုတွင်
မျက်လုံးတွေပြသွားပြီးတော့တတိလေးချင်းတလူလိုဖြစ်သွားတယ်လီလီတွင်တယောက်နှစ်ဖူးမှသွေးတို့စီကြလျက်ဒက်ရှ်ဘော့ပေါ်မှာမှောက်လျက်သာငိမ့်သက်သွားတယ်ဟေးခေါ်ရှင်မဝမ်းသာအားရခေါ်လိုက်မိတယ်စိတ်စောကြောင့်ဒီလူမျိုးပါဖြစ်သွားတဲ့မူမူတွင်အတင်းကောင်းထောင်ထားကရမကိုတည်ယူသွေးတန်းဖမ်းချုပ်ထားလိုက်တယ်နင့်ကိုငါတက်မှာဘာကောင်းမှလာကြလို့မရအောင်နေတီကိုတင်းရမယ်ရမကိုလောမဖြုတ်နိုင်အောင်ချုပ်ထားပြီးတော့တစ်ဖက်ကလည်းတွေ့ရပစ္စည်းကောက်ယူကထူရိုက်နေပါတယ်အသေးခံထားပြီးလူတယောက်ရဲ့စိတ်စောကိုရမမရှင်းနိုင်မိမိရိုက်မိခံရတဲ့နေရာများကနေနာကျင်မှုတွေလာတယ်ကားထဲမှာလုံးထွေးနေတာကိုတကောင်မြင်နေရလျက်တကားလောချထားမှန်းသိကရုတ်တရက်ဟိုတကားပြေးနေဒီဘက်တကားစီပြေးကနေတကောင်ပြာရခတ်နေတယ်ရမအတွက်လည်းစိုးရင်စိတ်ကအထောထိတ်တက်နေလျက်ကားစီပြန်ပြေးလာကတန်ခောက်ကိုယူပြီးတော့မူမူတွင်ထိုင်နေတဲ့ဘက်ကကားမှန်ကိုတအားလွှိရိုက်ပြလိုက်တယ်မှန်ပြေကချက်ခနေမိတဲ့နဲ့မောင်မွားကြွေးကြသွားတယ်တန်ခောက်ကိုပြေးချတကားလောက်ကိုဖြုတ်ကတကောင်မူမူတွေ့လမ်းမောင်းတစ်ဖက်ကိုကန်ပြီးတော့ဆိတ်ချုပ်တယ်မူမူတွင်တကောင်လက်ထဲမှာရှော့ခနေပါလိုက်လှခွေးထွေးဆန်တွေဟိုကောင်မငါတက်မှာမူမူကရုံးကန်မရလျင်တကောင်ကိုပြန်လှည့်ပြီးတော့ကုတ်ပေးဖို့ကြိုးစားတယ်တကောင်မူမူတွေ့လမ်းမောင်းကိုဆောင်းလို့ကပါကိုလက်ပြန်လှည့်ရိုက်ပြလိုက်တယ်ရိုက်ချက်ပြင်းပြေးကြောင့်မူမူတွင်လမ်းပေါ်ခွေခနေပြေးကြသွားတယ်ပြီးတော့ချက်ချင်းချကတကောင်လှချထားတဲ့တန်ခောက်ကိုပြေးကောက်တယ်ရမခေါ်ဖို့ကြောက်ခိုင်းထားတဲ့တကောင်မြန်ဝန်းတောင်းကနေလှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရတာကြောင့်ခြာကနေပြန်လှည့်လိုက်တော့မူမူတွင်ကတန်ခောက်ကိုတအားကိုလွှေမြောက်လျက်တကောင်တန်ခောက်ကိုဖြတ်ခနေလူယူလိုက်တယ်ဒေါသဖြစ်ဖြစ်နဲ့ရိုက်ချပြလိုက်ပြီးတော့နေဖြစ်ပြီးမှဒေါသကိုပြန်ထိန်ကမူမူတွင်ကိုလက်လိုက်ထားလျက်ပုံစံနဲ့ကားဘောနဲ့ပေါ်မှောက်ချလိုက်တယ်အော်ခနေမီလျက်မူမူတွင်ကားဘောနဲ့ပေါ်ရှင်ပန်းနဲ့ပြေးကြသွားတယ်လှနော်ဒေါသမုန်တိုင်းကကြောက်စရာကောင်းလာပါတယ်အလင်ခံထားရတဲ့လက်ကနာကျင်နေပါလျက်အော်လေးအော်ရှုံလေးရှုံမူမူတွင်ဒေါသထန်နေစိသူ့တက်ထက်ပိုင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရွှေထုမနာဂယုဏဒေါသတွေဖြစ်သွားမိတယ်ကြည်စံအိမ်သားကချန်နီချင်းအိမ်ကကားဝါလေးကိုမှားစီသွားတယ်ဆိုပြီးတော့သူတို့အကျန်စီကိုကြိုတင်ရှင်းမိနေတဲ့ဥသက်ထက်ပိုင်းမှန်စားပြီးတော့လိုက်လာခဲ့တာအချိန်မီပါလားဒီဘက်ကားထဲမှာသမီးငယ်နဲ့ရမရှိနေတယ်နှစ်ယောက်စလုံးဘာဖြစ်ကုန်ကြပြီလဲမသိမိမနဲ့ယောက်ျားမို့ထင်းချုပ်ရခန့်နေတဲ့တကောလက်ထဲမှာမမတွေကကြားနာတကောင်လုံးရုံးကန်မှန်ပြင်းနေလျက်ကားကိုအနီးဆုံးမှာရက်ပြီးဥသက်ထက်ပိုင်းပြေးဆင်းလိုက်တယ်သမီးဖေးရတဲ့ကြားလျင်မမတွေရုံးကန်ချင်းများချက်ချင်းရင်ဆိုင်သွားတယ်ဥသက်ထက်ပိုင်းတကောလက်ထဲကသမီးဖြစ်သူကိုဆေးယူတယ်သမီးဒေဒီတာဖာနေအောင်တယောက်မျက်နှာတယောက်ကြည့်ကဥသက်ထက်ပိုင်းမျက်ရည်ဝဲလျက်မမတွေမျက်ရည်ပေါက်တွေကတပေါက်ပေါက်ကျလာတယ်မိုက်လိုက်တာသမီးရဲ့ဒေဒီမမတွေဥသက်ထက်ပိုင်းကိုဖက်ကဟိခနေငိုချလိုက်တယ်မယားတွေသမီးတွေနဲ့တေကွေကွေးကြခင်မဲ့ဒေဒီကိုနေနေမှာမငေ့ကြတော့ဘူးလားသမီးတို့ရဲ့သမီးတို့မိုက်လာကြီးလားသူတို့တာဖာကိုတစ်ချက်ကြည့်ကတကောင်ကားစီကိုပြေးသွားတယ်ရှင်မကနှခုမှအသေးစားတော့နဲ့တတိမလေးသေးပေမဲ့မျက်လုံးမဖွင့်နိုင်ပဲလူးလွန်နေတယ်ရှင်မတကောင်ကရှင်မကိုလုံးလေးကိုပွေးထုတ်လိုက်တယ်ရှင်မလူးလွန်ပြီးတော့မျက်လုံးလေးပွင့်လာတယ်ခေါ်ရှင်မကိုလမ်းမပေါ်အသားချလိုက်တယ်ခေါ်ရဲ့အကူမြင်တော့ထိုက်တဲ့ရှင်ခွေချင်းမှာမိချလိုက်ကရမဆိုင်ကိုလိုက်ပါတယ်မကြောက်နဲ့တော့ရမဘာမှမဖြစ်တော့ရမခေါင်းလေးခါလျက်တကောအခါကိုတားဖက်ပြီးတော့ငိုနေမြင်တကောတော့စော့စားပြတဲ့ချင်းမပြုတ်ခဲ့ပါလျင်အခုတော့ဆိုရမရဲ့ရှင်တဲ့ချင်းတို့ခြုံငင်းနေမှဖြစ်တယ်ရေဆိုင်နေရစေကဒီလောက်ဆိုးမိမထင်တကောရင်ခွေတွေကိုရောက်မှဒူးတွေကညှို့ချင်လျက်ကြောက်စိတ်ကမပြေတကောင်ကရမပခုံးလေးကိုခက်ချင်းနဲ့ဖတ်ထားပြီးတော့အားပေးနေတယ်။သမီးရမလေးကြည့်ပြီးတော့ဖြက်ကနေမျက်နှာပြန်၍ကမျက်နှာကိုရှင်ခွင်းနဲ့ကွေးပြစ်လိုက်တယ်။သွေးပြက်နေသူလိုပြိုးကြောင်နေတဲ့မမူသွေးရဲ့မျက်လုံးကြီးတွင်တင်မေကံပါကမရဏစစ်တန်လိုရှီမောတန်တွင်ရမလုံးဝမမြင်ရင်မကြားရတော့ပါ။သူ့တက်ထပ်ပိုင်းမမူသွေးကိုဖတ်ထားလျက်ကနေနောက်ဆုံးအချိန်အဖြစ်ဒီကိစ္စကိုခွင့်လွှတ်ပေးကြဖို့နှစ်ယောက်လုံးကိုတီတီတောင်းပန်ပါတယ်
နောက်ထပ်ဒီလိုမဖြစ်ဘူးဒီအသက်နဲ့ထပ်ပြီးကတိပေးပါတယ်မအေးအတွက်နှလုံးသွင်းမတက်ခံစားနေကြရတဲ့ဒီညီမနှစ်ယောက်ကိုနောက်ဆုံးနားလေခြင်းအနေနဲ့ခွင့်ကိုပေးကြပါသူ့တက်ချက်ပိုင်းငိုတန်ကြီးနဲ့တောင်းပန်နေပြန်နေအခုလိုကြံစီမှုနဲ့ရမကသာအမှုဖွင့်အောင်မေးဆိုရင်ကျကောရမလက်ကလေးကိုဆွဲပြီးတော့ကားရှိရာကိုရှောက်လာတယ်မူသွေးလက်ကိုဆွဲကသူ့တက်ချက်ပိုင်းကားဝါလေးတွေကတရားရထားတဲ့လီလီတွင်စီကိုသွားတယ်ပါကြီးရကဖြူလေးကတိုက်ပွဲပြန်စစ်သားတယောက်လုံးတရားဗရာဘွားနဲ့ရှိတော်လေချစ်သူတို့ကိုတင်ဆောင်ပြီးတော့တာဝန်ကျေပွန်စွာပြေးလွှားနေလေရကားမောင်းနေတဲ့တကောလန်မောင်းမှာပါလီမေးတင်ပြီးတော့ရမမျက်ဝန်းမှာမျက်ရည်တွေဝေးနေစိတကောရမမျက်နှာလေးကိုငေးကြည့်ပြီးတော့ပွေးပိုက်ကျင်နာခြင်းပဲမိပြည်သူများရှင်ခုနဆင်ကြရတဲ့ဇလန်းလေးကတော့စာရေးသူရှင်မရဲ့တစ္ဆာဖြင့်သာစီရင်စေဆိုတဲ့ဇလန်းလေးရဲ့ဇာတ်သိမ်းပိုင်းကိုနားဆင်ကြရတာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ချာရီပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပေးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေနဲ့ပြန်လာခဲ့ပါမယ်။ Bye bye